ခင်ဗျားတို့မြန်မာပြည်တကယ်ချစ်ကြဘူးဗျကိုစုစီပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လူလိန်နေကြတဲ့လူလိန်နေပုံများပါတယ်အဲ့ဒီမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ရုပ်သံလေးပြောပဲဆိုတော့မနေ့ကတော့ကျွန်တော်ရုပ်သံမပြောပြတဲ့ကိစ္စလေးရှိပါတယ်မပြောပြပါဘူးတချို့ကတော့နောက်သူတို့ပြောဆိုလို့လာပြီးတော့ပဲကြတယ်ကျွန်တော်မရှိမှတချို့နောက်တော့ပြောင်းလာပြောကြပါတယ်ဗာလဲမှာချိန်ထိုးဖို့သွားကြသလားဗာလာညာလားပေါ့ဆိုတော့အဲ့လိုမျိုးတွေပေါ့ဟာတာလေးတွေဖောက်ကြတာတွေ့ရပါတယ်ကျွန်တော်တို့ချိန်ချိုးဆရာလည်းမရှိသလိုထိုးချိန်ဆရာလည်းမရှိပါဘူးဗျကျွန်တော်တို့တွေအားလုံးကတယောက်နဲ့တယောက်ယူဆတူမတူဒီလိုပဲတယောက်ဒီလိုပြောကြဆိုကြဒီလိုပဲသွားနေကြတာဒါဒီမိုကရေစီယဉ်ကျေးမှုတွေတစ်ခုပါဒီမိုကရေစီယဉ်ကျေးမှုတွေတစ်ခုဖြစ်တဲ့အတွက်ဒီလိုပဲသွားလာနေကြတာတချို့တွေထင်သလိုမဟုတ်ပါဘူးနော်အဲ့တော့ကျွန်တော်တခြားမိသားစုကိစ္စလေးရှိလို့ပါပြီးတော့ကျွန်တော်ပုံမှန်လည်းပြောကျွန်တော်မိသားစုကျွန်တော်အချိန်ပေးရမှာပေါ့နော်သတင်းကြုံမှာကျွန်တော်ကလေးလေးကြောင်းပေးရဖြစ်တဲ့ခါကျတော့ကျောင်းပိတ်ရကလေးမှာသူတို့နားနေစီခြင်းတဲ့စိတ်ကျွန်တော်လည်းသူတို့နဲ့ခဏလောက်တော့နားနေဘူးမှာဆိုတော့စိတ်နဲ့တရက်လောက်ကျွန်တော်ချိန်ပေးမိတာပါဗျာနော်ပြီးတော့အခုလည်းပွင့်နေပြောရင်သူတို့နဲ့မအားပါဘူးဒါပေမဲ့ကျွန်တော်ဒီနေ့ညမှာထပ်မပြောရင်မနေ့ကမှဒီနေ့ညမှာကျွန်တော်ရုပ်သံမပြောပြရင်တော့ကြာနေထိုင်နေတဲ့ကြုံမျိုးမြင်ဖန်သွားပြီလို့ဟုတ်တော့ဟိုရောက်သွားပြီတယောက်သွားပြီရှောက်ပြီးတော့ပေါက်တက်ကြရပြောကြမှာစိုးလို့ပါနော်ဟုတ်ဆိုတော့အဲ့ဒါလေးကျွန်တော်ဖြစ်တာပါနော်ပြီးတော့ဒီလိုမျိုးပေါက်တက်ကြရပြောပြီးတော့ဒီစဲအာနာပိုင်နေအပေါ်မှာတမင်ကိုအမြင်ဆောင်လုပ်ချင်တဲ့ဖွဲ့ရတယ်တည်တည်ရှိတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီနေ့တော့ထွက်ပြောတာပါပြီးတော့သတင်းကိုလည်းကျွန်တော်လည်းတူနဲ့ရသလောက်လေးပဲကျွန်တော်ပြောပါမယ်ဘာလို့ဆိုကျွန်တော်ရုံးဖွဲ့တယ်ကျွန်တော်လည်းကြားမှာအလှမ်းဝေးနေတယ်ဆက်ပြတ်နေတယ်ပြန်ပြီးတော့ရသလောက်လေးကျွန်တော်စုလို့ရသလောက်လေးလည်းကျွန်တော်ဒီနေ့ရုပ်သားလေးနည်းပြောပါမယ်အဲ့တော့မနေ့ကကျွန်တော်မပြောပြတဲ့အချိန်မှာမနေ့ကတော့ဘာလေးဖြစ်သွားလဲဆိုတော့မနေ့ကမလေးရှားနိုင်ငံသားဝင်ကြီးကမြန်မာပြည်ကိုလာသွားတယ်တရက်တာခီးနဲ့မြန်မာပြည်လာသွားတယ်ဒါကိုလည်းမလေးရှားအစိုးရကမနေ့ပိုင်းမှာသတင်းထုတ်တယ်မလေးရှားအစိုးရရဲ့ website ဒီမှာမနေ့ပိုင်းမှာသတင်းထုတ်ပြီးတော့နေ့လယ်ပိုင်းလောက်ကြာဗိုလ်ချုပ်ကြီးတို့လည်းလာတွေ့နေရောပြောရင်တော့ဟိုကနေမလေးရှားနိုင်ငံသားဝင်ကြီးကမြန်မာပြည်လင်းနဲ့ပြန်တန်းထွက်လာမယ့်အချိန်နော်မြန်မာပြည်လင်းပေါ်မှာရောက်နေလို့ရှိသေးတယ်ကျွန်တော်တင်မြန်မာပြည်ပြန်ဖို့လေးစိတ်ဆင်းလုံးပဲရှိလို့မယ်ဟိုမှာသတင်းထုတ်ပြလိုက်ပြီထုတ်ပြန်လိုက်ပြီးတော့ဗါလဲဆိုမြန်မာပြည်သူဗိုလ်ချုပ်ကြီးမရောက်နိုင်တဲ့တွေ့ဖို့မလေးရှားနိုင်ငံသားဝင်ကြီးလာတယ်ဆိုတဲ့ဟာမျိုးထုတ်ပြန်လိုက်ပြီထုတ်ပြန်လိုက်ပြီးတော့အဲ့ထုတ်ပြန်ချက်ကပြည်တွင်းမှာစပြီးတော့ပြန်လုံးရှိသေးတယ်ဒီမှာဗိုလ်ချုပ်ကြီးတို့နဲ့တွေ့ပြီးနေပြီလို့ကျွန်တော်တို့အကြံဉာဏ်သိရတယ်ဆိုတော့ပြောရရင်တော့ဗိုလ်ချုပ်ကြီးနဲ့တွေ့တယ်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနဲ့တွေ့တယ်နောက်တစ်ခါဒီနိုင်ငံရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့တယ်တော့အောင်လို့လည်းသူမလေးရှားနိုင်ငံရေးဝန်ကြီးကတွေ့သွားပါတယ်တွေ့ပြီးတော့သူလည်းဒါလာတွေ့ပြီးတော့ပြောရရှိတယ်ပြောသွားပါတယ်အဲ့တော့တွေ့တဲ့အခါမှာဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့သတင်းတွေကမျိုးစုံထုတ်ကြတယ်ဥပမာကျွန်တော်ဒီတီဇဲအစိုးရတီဇဲမြန်မာအစိုးရဘက်ကထုတ်ပြန်တဲ့သတင်းရယ်မလေးရှားဘက်ကထုတ်ပြန်တဲ့သတင်းနှစ်မျိုးရှိတယ်ပြီးတော့နောက်ဆုံးမကြေမနက်နဲ့ဟို writer တို့ဘာတို့ကဟိုခုဘက်ကလှမ်းမေးနေတဲ့အကြောင်းအရာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့အဲ့ဒါကိုချိတ်ဆက်ပြောပါမယ်ဆိုတော့မြန်မာအစိုးရဘက်ကထုတ်ပြန်ချက်ရယ်မလေးရှားဘက်ကထုတ်ပြန်ချက်ရယ် writer တို့ဘာတို့ကရေးနေတာတွေsorry နိုင်ငံသားသတင်းဌာနတွေရေးနေတာတွေပေါင်းစပ်ပြီးကျွန်တော်ချိတ်ပြောပါမယ်အဲ့တော့မြန်မာအစိုးရထုတ်ပြန်ချက်မှာကျတော့ရှင်းပါတယ်ဗိုလ်ချုပ်မှုကြီးနဲ့သူလာတွေ့တယ်ဗျာကဲရိုးရှင်းပြောရင်ဗိုလ်ချုပ်မှုကြီးနဲ့လာတွေ့တယ်တွေ့ပြီးတော့တွေ့ဆုံတဲ့အချိန်မှာနေပြည်တော်မှာရှိတဲ့တပ်မတော်ဧည့်ဂေယံမှာလာတွေ့တာနေပြည်တော်မှာရှိတပ်မတော်ဧည့်ဂေယံမှာတွေ့တယ်နော်ဒါဒိုစရီဦးတန်ပါညာမိုဟာမက်ဘင်ဟာဂျီဟာဆန်ပေါ့ဗျာကျွန်တော်တို့နိုင်ငံဝန်ကြီးမိုဟာမက်ဟာဆန်လို့ပဲကျွန်တော်လိုလိုရှင်းသုံးပါမယ်ဘာလို့လဲဆိုမိုဟာမက်ဟာဆန်ဆိုတဲ့စကားလုံးတော့ဒါအလွယ်ဆုံးနားလည်နိုင်တဲ့စကားလုံးမို့ဆိုတော့မလေးရှားနိုင်ငံဝန်ကြီးမိုဟာမက်ဟာဆန်ကမနေ့ဗိုလ်ချုပ်မှုကြီးနဲ့တပ်မတော်ဧည့်ဂေယံမှာတွေ့တယ်တွေ့တဲ့အချိန်မှာတော့ဒါဗိုလ်ချုပ်မှုကြီးကတော့ဒီဗိုလ်ချုပ်မှုကြီးကတော့ဒါသူတွေ့တဲ့အချိန်မှာတော့ဟိုမြန်မာနိုင်ငံမှာရှိနေတဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ကိစ္စတွေနော်အဲ့ဒါပြင်ဆင်မှုတွေကိစ္စတွေလည်းဒါတွေနဲ့ပတ်သက်လို့လည်းသူကတော့ပြောတာပေါ့ဗျာအဲ့ဒီမှာသူကမလေးရှားနိုင်ငံရဲ့ဝန်ကြီးကတော့ပြောပါတယ်ဒီမလေးရှားအနေနဲ့ပေါ့တော့ဒီမလေးရှားနိုင်ငံရဲ့ဝန်ကြီးကတော့တဲ့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲပြင်ဆင်မှုတွေပတ်သက်လို့ရှင်တော့ကြားသိရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဆိုတဲ့အကြောင်းပြောတယ်ဒီလိုအာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ကျူးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောတယ်ပြီးတော့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့အကြံပြုလိုတယ်လို့ပြောတယ်ရွေးကောက်ပွဲကိုလိလာစောင့်ကြည့်အဖွဲ့တွေဆေးလို့ပြီးသွားမှာဖြစ်တယ်လို့လည်းပြောတယ်နော်အဲ့တော့အဲ့လိုပြောပြီးတော့ဒါကျွန်တော်တို့ဒီဘက်ကဗိုလ်ချုပ်မှုကြီးတော့ပြန်ပြောတော့လာအောင်တုဆုံမှုတော့ဝမ်းသာတယ်ဆိုတဲ့အကြောင်းပြောတယ်ပါတီကိုဒီမိုကရေစီကျင်းပဖို့အတွက်2024ကတည်းကစတင်ကျုပ်ရွေးကောက်ပွဲကျင်းပဖို့အတွက်2024ကတည်းကတည်ပြီးပြကြခဲ့တယ်ဒါကြောင့်မလို့နိုင်ငံရေးသဘောထားကွဲလွဲသူတွေနိုင်ငံရေးပါတီတွေကိုလည်းရွေးကောက်ပွဲကြိုတင်ပြင်ဆင်ခြင်းရရှိအောင်အခြေအနေပေးခဲ့တယ်အခြေအနေပေးခဲ့တယ်ဘာလို့2023နေပေးခဲ့တော့အခြေရပေးခဲ့တယ်နိုင်ငံပါတီမှတ်ပုံတင်ခွင့်ကိုဥပဒေနဲ့ညီပြန်လဲဆောင်ရွက်ပေးခဲ့တယ်ဒီလိုပြောင်းပေးတဲ့နောက်မှာတော့လက်ရှိဥပဒေနဲ့ညီတဲ့ကိုက်ညီတဲ့ပါတီ58ခုဝင်ရောက်ရှင်ပြိုင်မယ်ကိုယ်စားလှယ်ပေါင်း9000ကျော်ပါဝင်မယ်ပေါ့နော်တိုင်းသားလက်နက်ကိုင်အဖွဲ့နဲ့လည်းနိုင်ငံရေးလမ်းကြောင်းပေါ်မှာရှောင်လန်းနိုင်မှုအတွက်ငြိမ်းချမ်းရရှိဖို့အတွက်ဖိတ်ခေါ်ဆောင်နေတာရှိတယ်အဲ့လိုဖိတ်ခေါ်တဲ့ခါမှာ2018ခုနှစ်ကနေစတင်ပြီးတော့ဒီနေ့ချိန်ထိအပြစ်ခတ်ရဲစဲရေးတဲ့ကိုထုတ်ပြန်ချက်28ကြိမ်တော့ဆောင်ရွက်ပေးပါတယ်တဲ့နော်နိုင်ငံရေးသဘောထားကိုယ်လဲမှုတွေကြောင့်ဒီအကြမ်းဖက်တွေလွတ်ဆောင်နေတဲ့သူတွေကိုလည်းနိုင်ငံရေးလမ်းကြောင်းပေါ်မှာပါဝင်လာဖို့အတွက်3ကြိမ်ဖိတ်ခေါ်ပြီးပြီတဲ့နော်အခုဒီလဒီ15ရက်နေ့မှာကျင်းပမယ် NCA ပေါ့နော် NCA 10နှစ်ပြည့်နဲ့ဒီ Peace Forum ပေါ့အဲ့ဒီမှာ NCA လက်မှတ်ရေးထိုးထားသောအဖွဲ့တွေရောရေးထိုးထားခြင်းမရှိသေးတဲ့အဖွဲ့တွေကိုပါသူတို့ကတော့တဲ့အဲ့အဖွဲ့တွေကိုလို့တော့ဖိတ်ခေါ်ထားပြီးသား
ဖိတ်ကြားထားပြီးသားဖြစ်တယ်တချို့တွေလည်းတက်ကြလိမ့်မယ်ဆိုတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းပြောတယ်ပြီးတော့တိုင်းသားလည်းပဲခေါင်းဆောင်ချို့တွေတက်မယ်ပေါ့ဗျာတချို့တွေလည်းမတက်ဘူးတချို့တွေမတက်ဘူးတက်မယ်တော့မသိတချို့တွေလည်းတက်မယ်ဖိတ်ထားတယ်ပေါ့ဗျာအဲ့တော့နိုင်ငံတကာအသီးသီးတွေလည်းတက်မယ်ဆိုတာမျိုးတွေသူပြောတယ်ပြောတော့ပြီးတော့မြန်မာနိုင်ငံရဲ့ဒီဖြစ်ပေါ်ပြောင်းလဲတဲ့အခြေအနေတွေနဲ့ပတ်သက်ရင်ဒီ electronic set တွေပေါ့ရွေးကောက်ပွဲမဲပေးတဲ့ MEVN ပေါ့နော်မြန်မာ electronic voting machine ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ရင်လည်းဆောင်ရွက်တဲ့အခြေအနေတွေလည်းပြောတယ်အပိုင်းလိုက်ကျင်းပမယ့်အခြေအနေတွေသူရှင်းပြတယ်ပြီးတော့မြန်မာနိုင်ငံအနေနဲ့ဒီမိုကရေစီကြောင့်ဆက်လက်ရှောက်လန်းဆောင်ရွက်တဲ့အခြေအနေတွေမှာမြန်မာနိုင်ငံအာဆီယံအဖွဲ့အတွင်းမှာဒီသဘောဆောင်တဲ့ကောင်းမွန်တဲ့ပုံစံမှုတွေဆောင်ရွက်နေတဲ့အခြေအနေတွေလူတိုင်းဆိုင်ထောက်မှုအခြေအနေဒါလေးတွေကိုလည်းပြန်လဲပြောတယ်ပေါ့ပြန်လဲသူဆွေးနွေးကြတယ်ပေါ့ဗျာစသဖြင့်ပြောပြီးတော့ရွေးကောက်ပွဲစောင့်ကြည့်ရတဲ့အဖွဲ့တွေဖိတ်ခေါ်မှုအခြေအနေဒါတွေကိုပြောတယ်ပေါ့ပြောရင်တော့ဒါလေးတွေကျွန်တော်တို့ပြောနေတာလေးတွေပေါ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဗိုလ်ချုပ်မှုကြီးနဲ့အဲ့လိုတွေ့ချိန်မှာပြောသလိုနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တဲ့ချိန်မှာလည်းနိုင်ငံခြားရေးဝန်ကြီးကတော့ရိုးရှင်းဆုံးပြောတာလေဒီဗိုလ်ချုပ်မှုကြီးနဲ့ဒါပုံစံလူတွေပြောတယ်ပေါ့ပြောရင်းနဲ့တစ်ချိန်တည်းမှာပဲဒီမြန်မာနိုင်ငံကိုခွဲခြားခြံလက်တဲ့ကိစ္စနဲ့ပတ်သက်လို့ဒါသင့်လျော်မှုမရှိဘူးဆိုတော့ပြောတယ်ဆိုတော့ကျွန်တော်ကတော့လာအာဆီယံထိပ်သီးစည်းဝေးတွေညီလာခံတွေစသဖြင့်ဒါတွေမှာမြန်မာနိုင်ငံခွဲခြားပြီးထားတဲ့ကိစ္စတွေကဒါအာဆီယံမူပေါင်းလေးနဲ့သင့်လျော်ညီမှုမရှိဘူးဆိုတာမျိုးတွေကိုနိုင်ငံခြားရေးဝန်ကြီးကထည့်ပြောပလိုက်တယ်ဒါလည်းကောင်းတဲ့ကိစ္စပဲအဲ့တော့ထည့်ပြောလိုက်တော့မလေးရှားနိုင်ငံခြားရေးဝန်ကြီးလည်းတော့သိသွားတော့ဗျာဆိုတော့ပြောရရင်တော့ဒါတွေကသူတို့အပြန်အလှန်ဆွေးနွေးကြတဲ့ဆွေးနွေးချက်တွေကလိုရင်း point လေးတွေပေါ့ဆိုတော့ဒါကဒီဘက်မှာလာဆွေးနွေးသွားတာအဲ့ဒီအချိန်မှာမလေးရှားဘက်ကထုတ်ပြန်တာကိုကြည့်လို့လည်း5 point consensus ပေါ့နော်ဒီပုံသဘောတူညီချက်၅ချက်ကိုဆက်လက်အကောင့်ထဲပေါ်ဖို့ကိစ္စတွေအားလုံးပါဝင်တဲ့နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ဖို့နော်ညီလာဖြစ်ဖို့ဒါမျိုးတွေတွန်းအားပေးရဆိုမျိုးတွေမလေးရှားဘက်ကထုတ်ပြန်တယ်ဆိုတော့ဘိုလ်ချုပ်မှုကြီးတို့ထုတ်ပြန်တဲ့ထဲမှာနဲ့သူတို့ကွာနေသူတို့တစ်ချက်ပဲအဓိကတွေ့တယ်အဲ့ဒါ5 point consensus ပေါ့နော်အာဆီယံဒီပုံသဘောတူညီချက်၅ချက်ကိုဆက်လက်အကောင့်ထဲပေါ်ဖို့ဆိုတဲ့ကိစ္စမျိုးဒီဘက်ကထုတ်ပြန်နေမှာအာဆီယံပုံသဘောတူညီချက်ကိစ္စတွေကိုပြောရင်တော့ပုံသဘောတူထုတ်ပြန်ပုံသဘောတူညီချက်ပေါ့နော်ဒါတွေကိုလုပ်ဖို့ဆိုတာကိစ္စထုတ်ပြန်နေဆိုတဲ့နေရာမှာအဲ့ဒါကဒါမလေးရှားပါဝင်အာဆီယံနိုင်ငံတွေကပြောနေကြစကားတွေဆိုတော့အာဆီယံပုံသဘောတူညီချက်၅ချက်ကိုကောင်းတယ်ဖို့ကြတော့လေမြန်မာနိုင်ငံကိုခွဲခြားချန်လိုက်ခဲ့တာမျိုးလုပ်လို့မရဘူးအဲ့တော့အာဆီယံသူတို့ဘက်ကထုတ်ပြန်ချက်ကသူတို့ထုတ်ပြန်တယ်မြန်မာဘက်ကလည်းထုတ်ပြန်ချက်ထုတ်ပြန်တယ်ဟိုပြောချင်တာထုတ်ပြန်တယ်အဲ့တော့အဲ့ဒီမှာထုတ်ပြန်တဲ့နှစ်ခုလုံးကတော့ဒါသိကွဲလွဲတာတော့သိမရှိလာဘူးပေါ့ဆွေးနွေးခဲ့တာလည်းဖြစ်နိုင်တယ်ဆွေးနွေးကြတာလည်းဖြစ်ဖို့များဆွေးနွေးကြတာလည်းရှိတယ်ဒါပေမဲ့ writer လို့မျိုးသတင်းဌာနကဘာပြောလဲဆိုတော့မြန်မာနိုင်ငံကိုရွေးကောက်ပွဲမြန်မာရွေးကောက်ပွဲကိုအာဆီယံကဒီအားပေးကူညီထောက်ပံ့မယ်ဆိုတဲ့အချက်ရယ်ဒီကိုယ်စားလှယ်လွှတ်ပေးမယ်ဆိုတဲ့ဒီလက်ဆောင်ကြီးတွေကိုယ်စားလှယ်လွှတ်ပေးမယ်ဆိုတဲ့အချက်အဲ့ဒီနှစ်ချက်ကို writer နေပြီးတော့မလေးရှားနိုင်ငံရေးဝန်ကြီးဌာနကိုသွားဆက်သွယ်မေးမြန်းတယ်မေးမြန်းတဲ့ခါကျတော့ writer မေးမြန်းတာကိုမလေးရှားနိုင်ငံရေးဝန်ကြီးဌာနကခွန်းတော့မပြန်ဘူးခွန်းတော့မပြန်မဲနဲ့ဘာမှချက်မှအများကြီးမပေးဘူးမပေးတော့သူဒီမှတ်ချက်မပေးဘူးဆိုတဲ့ဒီဘက်ကိုကလေးကဒီစကားတွေကမြန်မာအစိုးရထုတ်ပြန်ချက်ထုတ်ပြန်တဲ့စကားတွေကမှန်ကန်တယ်လို့မလေးရှားနိုင်ငံရေးဝန်ကြီးဌာနနှုတ်ဆက်နေပေးတဲ့သဘောပဲဆိုတော့ဒီလိုသဘောတော့တွေ့ရဆိုတော့မြန်မာဘက်ကပြောနေတာမှန်တယ်ဆိုတော့ဟိုဘက်ကနှုတ်ဆက်ပေးတယ်မပြောဘူးမှားနေတော့မပြောပါဘူးကွာလို့သူပြောရင်ပြောလိမ့်မယ်ဒါပေမဲ့မမှားတဲ့အတွက်သူနှုတ်ဆက်နေလိုက်တယ်နှုတ်ဆက်နေတာအကောင်းဆုံးကိုရနော်ဘာလို့လဲဒီကာလမှာနှုတ်ဆက်နေတာအကောင်းဆုံးဆိုနှုတ်ဆက်နေလိုက်တယ်နေလိုက်ပြီးတော့ဟိုဒါပဲလို့ဆိုတော့ဒီအချက်တွေကြီးချင်းအဖြစ်တော့မလေးရှားအာဆီယံနိုင်ငံတွေနဲ့မလေးရှားနဲ့ရဲ့စဉ်းစားချက်ကမြန်မာနိုင်ငံပေါ်စဉ်းစားချက်ကသူတို့ပြောင်းလဲလာပြီဆိုတော့တွေ့ရတယ်ကျွန်တော်နိုင်ငံအခြေအနေမှာသူတို့နားလေတာဟုတ်ချင်ဟုတ်မယ်တော့မို့သူတို့မဖြစ်မနေလုပ်ပြီးလို့လိုအပ်တာရှိလာပြီဆိုတော့သဘောပေါက်လာတော့ရတယ်ဒါကြောင့်မလို့သူတို့ကချင်းချင်းဒီမြန်မာပြည်လာရတယ်ပြောရင်တော့ပြီးခဲ့တဲ့လကလည်းအရှိတီမောကနိုင်ငံဝန်ကြီးကိုယ်တိုင်မြန်မာပြည်လာတယ်လာပြီးတော့မြန်မာနိုင်ငံနဲ့လာပြီးတော့ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုတွေလုပ်သွားတယ်အခုလာမဲ့ဒီအာဆီယံ summit ကြလို့ရှိရင်အရှိတီမောကအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်လာတယ်မြန်မာအစိုးရကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကန့်ကွက်ခြင်းမပြုတော့ဘူးလို့ကျွန်တော်တို့ခံမှန်းစရာရှိတယ်ဘာလို့ဆိုတော့မကန့်ကွက်ရခြင်းအကြောင်းရင်းဒီအာဆီယံ summit ထဲမှာမြန်မာနိုင်ငံကထိပ်သီးပုဂ္ဂိုလ်တွေတက်ရောက်ခွင့်ရမှာမဟုတ်လို့လားဆိုတဲ့မေးခွန်းကျွန်တော်မှစဉ်းစားကြဖြစ်လာတယ်ဆိုတော့ခရပြည်သူတွေနဲ့စဉ်းစားဖို့လိုတာတစ်ခုပဲရှိရတယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးအာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံသားရေးဝန်ကြီးကမြန်မာကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုတကူတကလာပြီးမြန်မာပြည်မှာလာတွေ့ရတယ်အလော်ကြီးအရေးပေါ်လာတွေ့ရတယ်ပြီးခဲ့တဲ့စက်တင်ဘာလ19ရက်တုန်းကရည်ရွယ်ထားတဲ့ကိစ္စမတွေ့ပြလိုက်တဲ့ကိစ္စအခုသူ့တယောက်တည်းသိတဲ့အရေးပေါ်လာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကြီးချင်းအဖြစ်တော့ကျွန်တော်အမြင်ပြောရရင်တော့ဒါကိုကြီးချင်းအဖြစ်တော့ကျွန်တော်အမြင်ပြောရရင်တော့ဒီလာပြီးတကူတကလာတွေ့ရတယ်ပေါ့တွေ့ရတဲ့ကိစ္စကိုကြီးချင်းအဖြစ်တကူတကလာတွေ့ရအောင်ကြီးချင်းအဖြစ်ဘုသူကြီးမအောင်လည်းများအာဆီယံ summit ကိုဖိတ်ချင်လို့လားဆိုတော့မိကုံကျွန်တော်တို့မှစဉ်းစားကြဖြစ်လာတယ်ပြောမရဘူးဒီအာဆီယံ summit မှာဘုသူကြီးတက်ခွင့်ရရင်လည်းရနေနိုင်တယ်ပြီးတော့ဟိုမှာဒီအာဆီယံ plus ပေါ့နော်အာဆီယံ plus စီးဝေးရှိတယ်အဲ့ဒါဘာလဲဆိုတော့အာဆီယံ plus 1 2 3 4 5တွေပေါ့ဗျာဆောက်တော့အဲ့ဒီမှာရုရှားတို့တရုတ်တို့အမေရိကန်တို့အဲ့ဒီဖွဲ့တွေပါလာမှာအဲ့တော့ဂျပန်တို့အစားပါလာမှာဆိုတော့အာဆီယံ plus အစည်းအဝေးတွေမှာအိန္ဒိယတို့လည်းပါလာမှာအာဆီယံ plus အစည်းအဝေးတွေမှာဒေါ်နယ်ထရန့်ကြီးကသူကိုယ်တိုင်တက်မယ်လို့လည်းပြောထားတယ်တက်ဖို့လည်းယာယံလို့များနေတယ်အဲ့တော့ကြည့်ရတာလိမ့်နေများရှိနေသလားအာဆီယံထိပ်သီးစည်းဝေးကိုဗိုလ်ချုပ်ကြီးကလာတက်ပြီးတော့
ဒါတက်နိုင်ကြီးရသွားနိုင်မလားဆိုတော့မစင်စားကြအဲ့ဒါခင်ဗျဒီလောက်ကုန်လာတဲ့အဖြေထွက်ပြီနော်ဒီလောက်ကုန်လာတဲ့ဒီလောက်ကုန်မဲ့နောက်ကျွန်တော်နောက်ထင်တယ်နောက်တစ်ပတ်နှစ်ပတ်သုံးပတ်ဆိုဖြေထွက်ပြီဒီနေ့တော့ဒီအားလုံးတွေလည်းအောက်တိုဘာ10ရက်သိမလို့တော့ဘူးတစ်ပတ်ကျော်နှစ်ပတ်တွင်ဖြစ်တော့မယ်ဆိုတော့ဒါဒီချက်ပိုင်းတွေမကြခင်မှာဖြေထွက်မဲ့ကိစ္စတွေအဲ့တော့ကျွန်တော်ခံမှန်းတာနော်ကျွန်တော်ပြောတာမှန်တယ်ရန်လုံးပြမှန်လို့မယုံမို့ပြောတာမဟုတ်သေးဘူးဒါပေမဲ့ကျွန်တော်ခံမှန်းကြည့်တယ်ဗိုလ်ချုပ်ကြီးများအာဆီယံTTCကိုတက်ခွင့်ရမှာမို့လို့မလေးရှားနိုင်ငံရေးဝန်ကြီးအသက်တန်ပြေးလာပြီးတော့ဒီမှာလာပြောရတာလားညှိနှိုင်းနေရတာလားဆိုတော့မျိုးစဉ်းစားကြဖြစ်လာတယ်နောက်တစ်ချက်ကဒေါ်နယ်ထရမ့်တို့ဘာလို့ညာတို့အပါဝင်အဖွဲ့တွေအကုန်လုံးနဲ့အဲ့အာဆီယံမှာ silent meeting ဖြစ်နေတတ်တွေ့ပုံများရှိလာနိုင်ရှိသလားဆိုတဲ့စဉ်းစားချက်တွေကျွန်တော်မှဖြစ်လာတယ်ပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်ရုရှားကရောတရုတ်ကရောအိန္ဒိယ၃နိုင်ငံလုံးကလည်းတော်တော်လေးကိုလေးအလေးထားဆက်ဆံမှုတွေပြုလာတာဖြစ်တဲ့အတွက်ဒါတွေအားလုံးချိတ်ဆက်နေတယ်ဒါကြောင့်ကျွန်တော်ကဒီမလေးရှားနိုင်ငံသားဝန်ကြီးမြန်မာခီးစဉ်ဟာရိုးရိုးတန်းတန်းပြောရရင်တာမန်ခီးစဉ်တော့မဟုတ်တော့ဘူးဒါကြီးကမြန်မာအစိုးရရဲ့အတွက်တော့ road တက်တယ်ဂုံတိခါအရ road တက်တယ်ခီးစဉ်တခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဗိုလ်ချုပ်ကြီးရဲ့ဟိုကလည်း road တက်လာတော့ဒါပါပို့လည်းပြော तू က road တက်လာတယ်သူ့ကိုတကူတကောင်လာတွေ့ရတဲ့ဘောရောက်လာတာဖြေးပြောရတော့ तू အစရှင်းရှင်းလေး तू အစောဟို21အစတော့ဆို तू ဝိုင်းနှိမ်မှုကြိုးစားတယ်ဘလို့ပဲလို့ तू AC ပဲလို့ဆက်ရှယ်လို့ तू ကြိုးစားချက်ကြိုးစားတယ် तू က तू လုပ်တယ်လို့ရင်းနဲ့21ခင်ကျန်22 23 24ခု25လေးရောက်ကိုသူ့ရဲ့ road တက်လာတဲ့ခါလာကိုတွေ့ရတဲ့ဘောရောက်သွားတယ်။ तू ကတော့တွေ့တယ်မလို့တယ်သူ့ရှိကိုလာတွေ့ရတဲ့ဘောရောက်လာတယ်။ဆိုတော့ဒါကဘာလဲဆိုတော့ကိုကအင်ဂျီရှင်ပြဖြစ်သွားတာ။အင်ဂျီရှင်ပေါ့အဲ့လိုဖြစ်သွားတာ။ဒါကိုယ့်ရဲ့ဟိုပါပဲကိုယ်နိုင်ငံအတွက်တော့ဂုံတက်တယ်ပေါ့။ဒါကောင်းတဲ့ကိစ္စ။အဲ့တော့ကျွန်တော်တော့ခံမှန်းတာတော့ဗိုလ်ချုပ်ကြီးများအာဆီယံဒီစီဝင်တက်ခွင့်ရနေပြီလားတော့ကျွန်တော်တက်ခွင့်ရဖို့လာဖိတ်တာလားလို့တော့ကျွန်တော်စဉ်းစားကြဖြစ်လာတယ်။တစ်ချိန်ကမှဟိုမှာဒေါ်နယ်ထရန့်လိုများနဲ့များလက်ဆွဲနှုတ်ဆက်ဖို့များရှိနေလို့လားမသိဘူးလို့ပြောရမှာဖြစ်တယ်။ဒါဆိုရင်တော့ तू ကဒေါ်နယ်ထရန့်လက်ဆွဲနှုတ်ဆက်ခိုင်းလို့ရှိရင်တော့မြန်မာခေါင်းဆောင်အဆက်ဆက်မှာပြန်ပြောမယ်နော်။မြန်မာခေါင်းဆောင်အဆက်ဆက်မှာအမေရိကန်သမ္မတရုရှားခေါင်းဆောင်တရုတ်ခေါင်းဆောင်အိန္ဒိယခေါင်းဆောင်မြောက်ကိုရီးယားခေါင်းဆောင်အဲ့လိုခေါင်းဆောင်တွေနဲ့ပထမဆုံးလက်ဆွဲလုပ်ဆက်လူကသူဖြစ်ပြီဘာလို့ဆိုခဏတွက်ကြည့်သူဖြစ်ပြီဘာလို့ဆိုဘယ်သူမှရှိမှမလုပ်နိုင်ခဲ့ဘူးဦးသိန်းစိတ်လည်းမလုပ်နိုင်ခဲ့ဘူးဒေါ်ဆောင်စီလည်းမလုပ်နိုင်ခဲ့ဘူးဦးထင်ကျော်လည်းမလုပ်ခဲ့ဘူးဦးဝင်းမြင့်ကြီးလည်းမလုပ်နိုင်ခဲ့ဘူးဆိုတော့ဒါအကြီးချင်းအဖြစ်တော့ तू ကပထမဆုံးဖြစ်လာမလားတော့မသိဘူးကျွန်တော်ပြောမရဘူးခင်ဗျာဒါတွေကပြောလို့တော့မရနိုင်ဘူးเนาะသူ့ strategy နဲ့ သူတော့လှတော့လှတာပဲဒီလိုတော့တွေ့ရတယ်เนาะဒါလေးကတော့မလေးရှားလာတဲ့ခီးစဉ်နဲ့ဆက်ဆက်ပြီးကျွန်တော်တုံ့သက်ချက်ပါနောက်တစ်ခုကကျွန်တော်တို့ဒီမလေးရှားတုံ့သက်ချက်ပြောလို့မနေ့ကလည်းဒီအစိုးရထုတ်ပြန်ချက်တောင်ရှိတယ်အဲ့ဒါဗိုလ်ချုပ်စောမင်းထွန်းကနေပြီးတော့ပြောတာ AA နဲ့ပတ်သက်ပြီးပြောတာပါဒါလေးကကျွန်တော်စိတ်ဝင်စားဖို့ကောက်လို့ကျွန်တော်ဒီနေ့ထည့်ပြောတာပါဘာလို့ဆို AA နဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်စောမင်းထွန်းတို့ဒီနေ့ထုတ်ပြောလာတာကပြီးခဲ့တဲ့ရက်ကထုတ်ပြန်လိုက်တဲ့ဒီဘီလီယံ195ဘီလီယံကျော်တန်ကြီးရှိတဲ့မွေးစွာတွေကိုဖန်ဆီးရမိတဲ့အကြောင်းကိုပြောရင်းနဲ့ဗိုလ်ချုပ်စောမင်းထွန်းပြောလာလိုက်တဲ့အထက်အချက်လက်တွေကတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ချက်တွေပါလာတော့တွေ့ရတယ်ဆိုတော့ခင်ဗျားတို့ရုပ်တဲ့သတင်းကိုဖတ်လိုက်ရင်ရုပ်တဲ့နားထောင်လိုက်ရင်ခင်ဗျားတို့မေ့နေလိမ့်မယ်သတိရရခြင်းမှရလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာပြောနိုင်တာကဘုရားသမီးတို့ပြောလိုက်တဲ့အဲ့ဒီအထက်အချက်ကဘယ်အချက်ကစိတ်ဝင်စားဖို့အကောင်းဆုံးလဲလို့မင်းအေးရခင်ဗျားဒီဟိုအတွင်းမှာဒီဆယ်စုနှစ်တခုတော့ sorry လို့ခေါ်မလဲဆယ်စုနှစ်တခုတော့မဟုတ်ပါဘူးပြောရရင်တော့2015ကနေ25အေးပေါ့ဆယ်စုနှစ်တခုအတွင်းမှာ AA ကမွေးစီဝါတွေရတဲ့ပတ်စံဘီလီယံ1200ကျော်တယ်ဆိုတော့ပေါ်လာတာရမယ်ပတ်စံမွေးစီဝါနဲ့ပတ်သက်ပြီးတော့ sorry AA ရဲ့မွေးစီဝါဖမ်းမိတာပေါ့လား sorry ဟိုရတာမဟုတ်ဖမ်းမိတာ AA ကတဲဆောင်ရောင်းဝယ်လုပ်တဲ့မွေးစီဝါတန်ကြီးဟာဖမ်းမိတာကြီးပဲတန်ကြီးကဘီလီယံ1200ကျော်ရှိတယ်ကျပ်ဘီလီယံ1200ကျော်ပမာဏနည်းနည်းပမာဏမဟုတ်ပါဘူးနော်ဘီလီယံ1200ကျော်ဆိုတော့နည်းနည်းပမာဏမဟုတ်နော်အဲ့တော့ကြည့်အဲ့ပမာဏလောက်ရတယ်ဆိုတော့ဘုရားသမီးတို့ပြောတယ်ပါလာတာဟိုက195ဘီလီယံအကြောင်းသူပြောရင်းနဲ့မှသူထုတ်ပြောလိုက်တဲ့အထက်မှာတစ်ချက်ကျွန်တော် point ထုတ်ပြမယ်နော်ဖန်စီရမိတဲ့ AA တောင်းကျသူဖွဲ့ဝင်တွေထွက်ဆိုချက်မှာတဲ့တွေ့ထွက်ဆိုချက်တွေမှာတွေ့ရတဲ့အရာတော့ AA ဖွဲ့တွေရတဲ့2015ခုနှစ်မှာတစ်ချိန်အဲ့တော့ပထမဆုံးဖမ်းမိတဲ့2015ခုဖမ်းမိတဲ့ချိန်တုန်းမှာတော့တဲ့ကာလတန်ဖိုးငွေက 1.65 ဘီလီယံလောက်ရှိပါတယ်တဲ့2015တော့မိတာနော်ပြီးလည်းပြီးတော့2019တဲ့ကြာကြောင်4ချိန်မိပါတယ်တဲ့15မှာတစ်ချိန် AA ရပထမဆုံးတစ်ချိန်မှာ15မှာတစ်ချိန်မိတယ် AA စီကနေဒါဆိုရင်လွတ်သွားတာဘယ်နှချိန်လဲကျွန်တော်မသိနိုင်ဘူးတစ်ချိန်မိတယ်လွတ်တာဘယ်နှချိန်လဲမသိနိုင်ဘူးအဲ့တော့2019မှာတော့4ချိန်ကာလတန်ဖိုးငွေကျပ်59ဘီလီယံခန့်ပမာဏရှိရအောင်မိပါတယ်နောက်19မှာမိတယ်2020ပြည့်မှာတော့တစ်ချိန်မိပါတယ်တဲ့အဲ့ဒါတော့10ဘီလီယံတန်ကြီးရှိပါတယ်တဲ့2023မှာ2ချိန်မိပါတယ်တဲ့ကာလငွေတန်ဖိုးက155.8ဘီလီယံရှိပါတယ်တဲ့2024မှာလည်း2ချိန်မိပါတယ်တဲ့ကာလငွေတန်ဖိုးက3.22ဘီလီယံတဲ့အခု2025မှာတော့6ချိန်တိမိပါတယ်ကာလငွေတန်ဖိုးက1003.93ဘီလီယံရှိပါတယ်အဲ့တော့ပြောရရင်တော့ AA က2025ကနေ2025ခုနှစ်ကနေ2025အထိ10နှစ်အတွင်းမှာဒီ10နှစ်အတွင်းမှာစုစုပေါင်းဒီ10နှစ်အတွင်းမှာနော် AA တောင်းကျသူဖွဲ့နေတဲ့ဆက်ဆက်နေတဲ့မွေးစောဖန်စီရမိမှုဟာ16ချိန်တိရှိခဲ့ပြီတဲ့နော်2015ကနေ2025အတွင်းမှာ AA မွေးစောတဲဆောင်ရောင်းဝယ်မှုကိုနိုင်ငံတော်ကဖန်စီရမိခဲ့တာမွေးရထူးတပ်ဖွဲ့ဖန်စီရမိတာ16ချိန်ရှိတယ်တဲ့အဲ16ချိန်ပေါ်ကနေပြီးတော့တန်ဖိုးငွေကဘယ်လောက်လဲမင်း1233.60ခွန်1233.6ခွန်ဘီလီယံလောက်ရှိတယ်တန်ကြီးတဲ့ဆိုတော့ခင်ဗျားတို့ပြန်တွေးကြည့်မယ်ဒီ10နှစ်အတွင်းမှာဒီ10နှစ် AA ရဲ့ဒီလှော်ရှာပေါ်လာမှု
အေးက2009ကစပေါ်တာဗျာ2009ကစပေါ်တာအခု2025ဆိုတော့16နှစ်ရှိပြီအေးပေါ်တာနော်ဒါပေမဲ့2009ကပေါ်ပြီ2009တော့မသိတာဘူးသိမသိဘူးလူလေး20လောက်တဲ့15ရောက်24ရောက်လာအဲ့ဒါနဲ့ပေါ်တာအဲ့ဒါကနေပြီးတော့မှ20နဲ့ဒီ16နှစ်အတွင်းမှာပေါ့နော်16နှစ်အတွင်းမှာပထမ6နှစ်ကိုမသိလိုက်ဘူးဒါပေမဲ့နောက်ဆုံး10နှစ်2015ကနေဒီ2025ဒီ10နှစ်အတွင်းမှာအေးရဲ့မွေးစေဝါတဲဆောင်ရောင်းဝယ်မှုကိုဖမ်းဆီးရမိတာ16ကြိမ်ဆိုတာကမမိတာဘယ်လောက်တော့များလဲဆိုမသိနိုင်တော့ဘာလို့ဘယ်လောက်များထွက်သွားနေလဲကျွန်တော်မသိနိုင်အဲ့တော့အေးဒီ16ကြိမ်မိတဲ့ဟာကနေရတယ်အကယ်၍16ကြိမ်လွတ်သွားခဲ့ရင်အေးရမယ်ပတ်စံဘီလီယံ1900ကျော်ရကြက်ဘီလီယံ1900ကျော်အဲ့ပတ်စံတွေကလူအသက်ပေါင်းများစွာတည်ဦးမှာရခိုင်ပြည်နယ်မှာရခိုင်ပေါင်းများစွာဒုက္ခရောက်အောင်တည်ကြအောင်မှာပြည်မမှာရှိတဲ့ပြည်သူတွေတည်ကြအောင်မှာဟုတ်ဆိုဒီအေးထွံ့မြတ်နိုင်တဲ့အုပ်စုကမူရစီဝါဖြန့်ချီရောက်ဝယ်ကြီးကြီးမှလှုပ်ပြီးတော့ကိုသူကဒီလက်နက်နဲ့နိုင်ငံရေးတည်ဆောက်ဖို့ကြိုးစားနေကြတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ခုနိုင်ငံတော်ဖမ်းတဲ့အခါမှာပေါ်ပေါက်လာတာအေးကတော့သူတို့ဘက်ကတော့အသေးအံညင်းနေတာပဲကြိတ်တော့ညင်းချင်းတော့ညင်းအေးရဲ့ဘက်မှာညင်းတာတော့တောက်လျှောက်ညင်းတယ်ဘယ်လာအကုန်ညင်းတယ်ဘယ်မှမှန်တယ်ပြောအကုန်ညင်းတယ်ပဲဘာလို့လဲညင်းမလိုက်မှသူရမှာဆိုတော့ तू ကညင်းနေပြီမဲ့အေးရဲ့အဲ့လိုညင်းနေပြီမဲ့တက်ကအဲ့လိုဖမ်းဆီးရမိတဲ့အကြောင်းအရာအကုန်လုံးကို American DEA ရလည်းသိတယ်မူ American DEA မူရဖွဲ့လည်းသိတယ်ဒီ Australia က AFP တင်တယ်အဲ့ကောင်ကလည်းသိတယ်နော်ကုလသမဂ္ဂရဲ့ UNDP ရဲ့အစီရင်ခံစာထဲမှာလည်း AA ရဲ့မူရစီဝါရဲ့အစီရင်ခံစာပါသွားပြီပါသွားဘူးလေတော့ပြောရင်တော့ AA မူရစီဝါလုပ်နေဆိုတဲ့အကြောင်းကို AA ထုံးမြတဲ့အုပ်စုကပြောင်းရင်းနေပြီမဲ့တကဘာလုံးကသိနေတယ်မလုတ်ချင်လို့မလုတ်သေးတာပြောရင်တော့ဖြည်းဖြည်းနဲ့သူကသူလာမှာခုတက်မတော်ကလည်းဖမ်းရင်နဲ့မိတဲ့ဟာ16ကြိမ်ရှိသွားပြီတဲ့ကဲ10နှစ်တော့16ကြိမ်မိတယ်တဲ့ဘီလီယံ1900ကျော်ပမာဏတော့ပတ်စံတမိုးရှိတယ်မိတယ်ဒါဆိုရင်အဲ့ဒီအဖွဲ့ကမမိဘဲနဲ့လွတ်သွားတာဘယ်လောက်ရှိလို့စဉ်းစားရဖြစ်လာဥပမာဆိုကြလို့မမိဘဲလွတ်သွားတာဒီဖြစ်နိုင်ခြေရှိဆုံးပေါ့နော်တစ်ကြိမ်မိရင်10ကြိမ်လွတ်တယ်ဆိုတာမျိုးကျွန်တော်တို့ချိုးစားချကြည့်လို့ဆိုရင်16ကြိမ်မိရင်160လွတ်သွားပြီဆိုတဲ့သဘောအကြိမ်160ဆိုရင်ဘီလီယံပေါင်းကျပ်ဘီလီယံပေါင်းလည်းတောင်းနဲ့ချီရသွားပြီဆိုတဲ့သဘောပဲပမာဏနည်းနည်းပါတော့အဲ့တော့ထုံးမြနိုင်ချမ်းသာယူပေါ့ဗျာညိုးထောင်းချမ်းသာယူညိုးထောင်းထုံးမြနိုင်ဆင်းရဲတယ်ထင်လို့လားထမင်းကနေထင်လို့လားညိုးထောင်းထုံးမြနိုင်ကအရင်ချမ်းသာသွားပြီညိုးထောင်းနဲ့ထုံးမြနိုင်မိမတွေကဟိုးမှာထုံးမြနိုင်မိမဟိုမှာဆွဆလာမှာအေးစစ်မှာကောင်းကောင်းမော်ခန့်ခန့်ညာနေနေရပြီယောက်ျားတော့မူရစီဝါရောင်းဝယ်လုပ်ပြီးတော့မူရစီကိုင်းကောင်းဆောင်ဖြစ်ပြီးတော့ဟိုမိမကတော့မှစိန်ခံနေရပြီတကယ်ပဲနော်မိမကတော့စိန်ခံနေယောက်ျားတော့မှမူရခေါင်းဆောင်ဖြစ်ပြီးတဖြည်းဖြည်းနဲ့မူရကိုင်းကောင်းဆောင်ဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့မူရကိုင်းကောင်းဆောင်ပေါ်ရတယ်ဇက်သိမ်းမယ်ထုံးမြနိုင်အဲ့တော့တခါကြရလေဟိုထုံးမြနိုင်တော့မှခါချီအောင်လုပ်ကြည့်တာပေါ့ဗျာသူမိမတော့မှသူမိမသားသမီးတော့စိန်ခံပြီးမှဆွဆလာမှာစိန်ဖြစ်စိန်ကြနေတော့ဒီလိုတော့တွေ့ရတယ်ဆိုတော့ဒါကြောက်စရာကောင်းတဲ့ပမာဏကြီးဆိုတော့တွေ့ရတယ်ဆိုတော့နော်အဲ့တော့အေးတောင်းကျန်းသူအဖွဲ့တွေအကြောင်းဖန်ဆီးရမိတဲ့ကိစ္စတွေမှာအကုန်လုံးမှာဆိုရင်ねတွေ့မိတယ်ထူးခြားတယ်တွေ့တယ်2023မှာဆိုအေးတောင်းကျန်းသူအဖွဲ့နဲ့ဆက်ဆက်တဲ့မူရီစီဝါတွေမှာဆိုရင်အေးတောင်းကျန်းမှုအဖွဲ့မှာဘိုးအဆင့်ရှိတဲ့ထွန်းလင်းခေါ်ပြုံးချိုတို့ဒုတိယဘိုးအဆင့်ရှိတဲ့နေလင်းထွန်းခေါ်နောနော်ခေါ်ကျော်ဆူတို့ဒုတိယဘိုးအဆင့်ရှိတဲ့စိုးထုံးတို့တက်ကြီးစင်ကျော်ဟန်တသားအဆင့်ရှိတဲ့ကျော်လင်းဆန်းတသားအဆင့်ဦးထွန်းနုအစရှိတဲ့6ဦးလည်းမိတာရှိတယ်သူတို့စနစ်ကြဆက်တဲ့ခါမှာတဲ့အေးခေါင်းဆောင်တောင်းကျန်းသူအဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့တာဝန်ပေးချက်အရာအေးတောင်းချမ်းသူဘုံမူကြီးအဆင့်ရှိကြော်မြတ်ဦးခေါ်တာတာခေါ်ဝေတာထုံးနဲ့ဦးစီးသူတို့နဲ့တူပေါင်းဆက်ပြီးတော့ချိတ်ဆက်လုပ်ကြတာဖြစ်တယ်ဆိုတော့ပေါ်ပေါက်လာတယ်တဲ့ဒါတွေမိတယ်ပြီးတော့အေးတောင်းချမ်းသူခေါ်တဲ့ဒေသခံတွေကိုမက်လုံးတွေပြီးပြီးတော့မွေးစီဝါးတွေရောင်းဝယ်လွှဲလုပ်ပါတယ်ဆိုတော့ပြောတယ်နော်ဆိုတော့မွေးစီဝါးအကြီးကျယ်လုပ်တဲ့ဆောင်ပြောတာပေါ့နော်ပြီးတော့ဒီအကြောင်းအရာကိုအေးကပြောအေးရမွေးစီဝါးလုပ်တဲ့အကြောင်းအရာကိုမြန်မာအစိုးရကလည်းပြောတာမဟုတ်ဘူးဘင်္ဂလားဒေ့ရှ်ကနေကြသောတက်ရဲ့ BGB ရဲ့စစ်ဌာနချုပ်မှုကိုယ်တိုင်ကောင်ပြီးခဲ့တဲ့စက်တင်ဘာ15ရက်တော့တရားဝင်ထုတ်ပြောခဲ့တာမှတ်မိကြအောင်မထင်နဲ့သူတိုင်ထုတ်ပြောခဲ့မှုတဲ့အေးရမွေးစီဝါးတွေရောင်းဝယ်မှုတွေလုပ်နေတယ်သူတို့ဘင်္ဂလီတွေကိုသုံးချပြီးလုပ်နေပါလေဆိုတော့ BGB ကဘင်္ဂလားဒေ့ရှ် BGB ရဲ့စစ်ဌာနချုပ်မှုကိုယ်တိုင်တပ်မှုကိုယ်တိုင်ပြောတာအဲ့လိုသတင်းရှင်းလင်းပွဲပြောတာအဲ့ဒါတော့ထုံးရနိုင်လို့ခိုင်ဒုက္ခတော့ဘာလို့လဲညင်းတာပဲညင်းတာပဲဆိုတော့ဒါတွေကအေးရဲ့လို့ရပေါ့နော်အေးရဲ့လို့ရဆိုတော့ဒီဟာကအေးကတော့မလုပ်ဘူးပြောနေပြီမဲ့ပို့ရင်ပြောရင်တော့ရခိုင်ပြည်နယ်မှာကျွန်တော်ကြိမ်ခါပြောခဲ့ဘူးလေစစ်တွေကိုခင်ဗျားတို့ရောက်ခဲ့ဘူးရင်တွားကြည့်ပါစစ်တွေမှာအစီချီဆိုတဲ့ဟာနဲ့လှုပ်ရှားနေတဲ့သူကတပုံကြီးအစီချီဆိုပြီးလှုပ်ရှားနေအစီချီလို့ခေါ်လားအစီချီလို့ခေါ်တယ်အစီတော့အစီပဲနောက်ကခြေလားခြေလားကျွန်တော်မသိဘူးနော်အစီကိုခြေလားတော့ကျွန်တော်မသိဘူးအစီချီထင်ပါတယ်နော်ဆိုတော့အဲ့ဒီမွေးစီဝါနဲ့ရခိုင်မှာချမ်းသာနေလူတွေအများကြီးပဲအဲ့ရချမ်းသာပြီးတော့ရန်ကုန်မှာမြေတွေလာပြီးပတ်ပတ်ဆက်ဝယ်တဲ့ကောင်တွေတပုံကြီးပဲတပုံကြီးရန်ကုန်မှာမြေဝယ်တဲ့ရခိုင်တွေပတ်ပတ်ဆက်ပတ်ခနဲ့ပုံပြီးဝယ်ပြတာရခိုင်တွေအဲ့ဒါခင်ဗျာနင်းတိုင်းနေမှာဟိုမှာပင်လယ်ထဲမှာထွက်ပြီးငါးဖမ်းရှာပြီးတော့ရတယ်ထင်လို့လားအဲ့ဆိုလွဲနေတယ်ခင်ဗျာအများကြီးပဲအဲ့မှာချမ်းသာပတ်ပတ်ဆက်အေးရဲ့နှုတ်ဝနဲ့ချမ်းသာကုန်တာတွေအများကြီးပဲဒီမွေးစေဝါနှုတ်ဝထဲမှာရခိုင်တွေကရန်ကုန်ရောက်ရခိုင်တွေအများပြပတ်သက်မှုတွေရှိသလိုစစ်တွေမှာရခိုင်လည်းရှိတယ်ပေါတော်တို့ကပတ်ပတ်ဆက်ရှိတယ်ပေါတော်တို့မင်းများတို့ကအများကြီးရှိတယ်
ဘူးတော်မောင်းတော့မှလည်းရှိတယ်ဆိုတော့အေးဟာဒီမွေးစေဝါနဲ့သူ့ရခိုင်နေတဲ့သူ့ရဲ့လက်ဝဲကန်တွေကိုချမ်းသာအောင်အကြီးကျယ်လုပ်ပြလိုက်တယ်ဒါပေမဲ့သူ့အောက်ခြေစစ်သားတွေကိုကြတော့အောက်ခြေတပ်သားတွေကိုကြတော့မွေးစေဝါကျွေးပလိုက်တယ်ဒီလိုလုပ်တာတော့တွေ့ရတယ်အဲ့တော့ပြောရင်တော့ခင်ဗျားတို့ဒီရခိုင်ပြည်နယ်ကိုတကယ်သွားလိလာဘူးရင်အဲ့ဒီကျွန်တော်ပြောတဲ့ထွန်းမြတ်နိုင်လို့မွေးစေဝါမလုပ်ဘူးလားလုပ်လားဆိုတာကိုရခိုင်တကယ်လားရခိုင်ပြည်ကိုတကယ်ချစ်တဲ့ရခိုင်စစ်ရခိုင်ပြည်ကိုတကယ်ချစ်တဲ့ရခိုင်စစ်ထွန်းမြတ်နိုင်လို့မွေးစေဝါလုပ်တယ်ဆိုတာကိုလူတိုင်းရခိုင်စစ်လို့ရခိုင်ကိုချစ်တဲ့ရခိုင်စစ်တိုင်းသိတယ်ရခိုင်ကိုချစ်တဲ့ရခိုင်စစ်တိုင်းဟာထွန်းမြတ်နိုင်မွေးစေဝါလုပ်တယ်ဆိုတော့သိတယ်နော်အဲ့ဒါသိတယ်အဲ့တော့ထွန်းမြတ်နိုင်မွေးစေဝါမလုပ်ပါဘူးလို့ပြောနေတဲ့ကောင်တွေကအဲ့ဒါထွန်းမြတ်နိုင်ရဲ့အဆွဲပွားတွေဖြစ်ဖို့များတယ်ထွန်းမြတ်နိုင်အဆွဲဖြစ်ဖို့များတယ်မယုံရင်ခင်ဗျာလိုက်ပြီးစုံစမ်းကြည့်လိုက်ကပ်ပြည်သူလူထုတွေနဲ့ကိုယ့်အကူတိုင်ဝမ်ကိုစုံစမ်းကြည့်လိုက်နော်ထွန်းမြတ်နိုင်နဲ့ဆက်ပတ်သက်နေတဲ့လူတွေရန်ကုန်မြို့ထဲမှာတပြုံကြီးရှိတယ်အားရရှိတယ်ချမ်းသာကြွားတယ်ပုံပါတော့အကုန်လုံးကသူ့နှုတ်ဝါသူရှိပြီးသား cell တွေဖြစ်နေဟို deck cell တွေဖြစ်နေငုံတယ်တပုံကြီးအဲကြောက်စရာကြီးအဲ့တော့ထွန်းမြတ်နိုင်တို့အုပ်စုရဲ့မွေးစေဝါကြီးနှုတ်ဝါကြီးကြီးပါတယ်မိတယ်ရက်ဆက်တာမိတာရက်ဆက်ဆိုကိုမိတာဟုတ်နော်ရက်ဆက်မိတာဆိုတော့တော်တော်ဆိုးပါတယ်ဒါကတော့မွေးစေဝါကိစ္စနောက်တစ်ခုကဒီ NASA ကအစိုးရကမနေ့ကထုတ်ပြန်နောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့မဲစင်းကိစ္စမဲစင်းကိစ္စနဲ့ပတ်သက်လို့ရှိရင် NASA ကအစိုးရကတဖြည်းဖြည်းသူတို့ရဲ့ဒီဟောပေါ့နော်ဘယ်လိုခေါ်မလဲဒီလူတွေရဲ့အတန်ကိုသူတို့နားထောင်နေဆိုတော့ပေါ်ပေါက်လာတယ်လူတွေကဝေဖန်ကြတယ်မျိုးစုံပေါ်ပြပြောကြတယ်ပြောကြတဲ့အခါမှာ UEC NASA ကမဟုတ်ဘူး sorry ဒီလက်ရှိဆိုပါဘောနော် UEC ပေါ့ UEC ကလူတွေအတန်ကိုသူနားထောင်ပုံရတယ်အဲ့ခါကျတော့ဘာလို့လဲဆိုတော့မဲစင်းနေကတ်ထားတဲ့ကိစ္စကို73ရက်နေမှာရပ်ပိတ်ရမယ်အစားပိတ်ပေးရမယ်အစားအော်တိုဆိုပိတ်ရမယ်အစားနောက်ထပ်9ရက်တန်းလုပ်ပြီးတော့အော်တိုဘာ20ရက်နေ့အထိကတ်ထားပေးမယ်လို့ပြောတယ်ပြောရင်တော့မဲတွေစင်းနေမှားနေပါတယ်လို့ဝေဖန်သူတွေရှိခဲ့တယ်ထောက်ပြသူတွေရှိခဲ့တယ်ပြောဆိုသူတွေရှိခဲ့တယ်အဲ့တော့အဲ့ဒါကြောင့်မလို့ UEC ကလည်းဒါဆိုရင်တော့ငါတို့ဘာဖြစ်မှာပဲဆိုတော့ UEC ကခုတာလုပ်ပေးတယ်သူကမဲစင်းတွေကမှားနေတယ်လို့ပြောကြတဲ့သူတွေကပြောကြတာပဲရှိတယ်တကယ်တော့မဲစင်းတွေကမှားတယ်လို့ပြောလို့မရဘူးရမဲစင်းကမှားတယ်လို့ပြောလို့မရဘာလို့ဆိုမဲစင်းမှားတယ်လို့ပြောလို့မရဘူးဆိုတော့ဘာလို့ဆိုဒါကမှန်သေးခြင်းလို့ဒီလိုမျိုးအများပြည်သူသိအောင်ပုံမှာကတ်ထားပြီးတော့ပြင်ခိုင်းတာလာပြင်ခိုင်းတာဒီထဲမှာလွဲချော်ရှိလာပြင်ညာပြည်သူလူထုကိုယ်တိုင်ပြောတော့မြန်မာနိုင်ငံမှာရှိတဲ့စင်းစရာကိန်းဂဏန်းတွေအကုန်လုံးကရာနှုန်းပြည့်မှန်နေဖို့ဆိုတာခက်ခဲပါတယ်အဲ့တော့ UEC ကသူအမှန်ကိုလိုချင်တယ်တဲ့အခါကျတော့အများပြည်သူကိုမဲလာကြည့်ပြီးတော့ကိုယ်စင်းလေးကိုကြည့်ပြီးတော့မှားတယ်ထင်လာပြင်ညာချက်ချင်းပြင်မှာဆိုတော့ तू ကဘာလဲဆိုတော့ပြည်သူလူထုနဲ့အတူတူပေါင်းဆက်အလုပ်လုပ်ဖို့အတွက်လုပ်တာဒီကပြီးတော့အခုကတ်ထားချင်ရတဲ့ဟာအတီပါလို့ UEC ကကျင်ထားတာမဟုတ်ဘူးစတယ်အတီပါလို့ပြောတာမဟုတ်ဒါဒီရှင်းပြရင်တော့ယာယီဒီမဲစင်းတွေဖြစ်တယ်ဒီစင်းတွေအတိုင်းခင်ဗျားတို့ဒီရက်ကွက်မှာရှိသေးလားလာကြည့်ခင်ဗျားရက်ကွက်ပြောင်းသွားတာရှိသလားအဲ့ဒါလာကြည့်ခိုင်းတာကျွန်တော်ဒီနေရာမှာရှင်းရှင်းလင်းလင်းပြောရရင်တော့ဗျာ message ရိုးရှင်းတော့ပြောရရင်တော့ UEC ရဲ့အဖြစ်မဟုတ်ဒါ UEC ဒီသူ့အလုပ်ကို तू ကဘာလဲဆိုတော့ရှင်းမြတ်စင်းတွေအကုန်လုံးရော့သူ့ရှိမှရလာတဲ့စင်းတွေအကုန်လုံး तू ကတ်ပိတ်လိုက်တယ်ကတ်ပိတ်လိုက်ပြီးတော့ကျွန်တော်က A ရဲ့ဆိုရရက်ကွက်မှာရှိမယ်ခင်ဗျား B ဆိုရက်ကွက်မှာရှိမယ်ဒါပေမဲ့ကျွန်တော် A မှာနေနေနောက်ဆုံး3လအတွင်းမှာဘတ်ဆို B ကိုကျွန်တော်ချိန်သွားတယ်တကောင်စင်းမှာချိန်သွားတယ်ဆိုတော့သူ့ရဲ့စင်းကဟိုမှာ3လောက်ကတ်ချင်နေရှိမယ်အဲ့တော့အဲ့ဒါတွေကိုပြန်ချိန်ကြည့်ရမှာရှိနေတဲ့ခါကျတော့ဒီလူတွေကိုယ်တိုင်းကလည်းတကောင်စင်းမချိန်သွားတာရှိတယ်မချင်းလိုက်တာရှိတယ်အိမ်တော်ဟိုဘက်တွေကခွတ်ထွက်သွားတာလည်းမချင်းနိုင်ရှိတယ်ပြီးတော့ပြန်ပြီးတော့တောင်စင်းပြန်မရတဲ့သူတွေလည်းရှိတယ်အဲ့ဒီအားတွေအများကြီးပဲခင်ဗျားတို့ကျွန်တော်တို့ဒီလောကစင်းတွေကပြန်ညှိရမှာချင်းညှိရမှာအများကြီးရှိတယ်ဒါကြောင့်မလို့ UEC ကသူမှန်ကျင်လို့မဲစင်းကိုမှန်ကျင်လို့ကိုသူကအများပြည်သူကိုပုံပုံလင်းလင်းနဲ့ကျင်ညာပြီးကြိုတင်ကျင်ညာပေးတာကြိုတင်ကျင်ညာပေးပြီးတော့မှအဲ့ဒါလားနဲ့ချင်းကျင်ညာရတာဗျာအဝေးရွေးကောက်ပွဲဒီဇင်ဘာ28မှာဒီမှာအော်တိုဟောကျင်ညာပလိုက်တာကြည့်ဦးနော်ကျင်ညာပြီးတော့မှသူကအဝေးကျင်ညာပြီးမှန်ကျင်တာမဲစင်းကိုလုံးဝသူမှန်ကျင်တဲ့အတွက်သူကဒီလိုမျိုးအများပြည်သူသိအောင်ကျင်ညာတယ်အဲ့တော့မှဝေဖန်သူတွေရှိလာတဲ့အခါနောက်ပြည်အုပ်စုတွေអော်လာတဲ့အခါတကယ်လည်းပြည်မှာတကွဝေဖန်သူတွေရှိပြည်အုပ်စုဖြစ်လာတဲ့အခါသူတို့ UEC အနေနဲ့နောက်ဆုံးသူတို့ဟာဒါတော့ငါတို့ဒီတနတ်ထပ်ထုတ်ပြီးထပ်ကြည့်ခိုင်းအောင်မယ်လူတွေထပ်ကြည့်ပါစေဦးဒါမှပိုပြီးမှန်မှန်ကန်စင်းနေငါတို့ပိုမှန်တဲ့စင်းနေငါတို့ထပ်ရမယ်ဆိုတော့သူတို့လည်းဒါလူတွေရဲ့ဟောကိုလက်ခံပြီးတော့မှန်တဲ့စင်းရခြင်းလို့သူတို့လုပ်ပြီးကောင်းတာကိစ္စပဲဒါမျိုးကြပြအနေနဲ့တော့ရလို့လားဟိုခင်ဗျမဲစင်းသွားကြည့်လို့မှန်လို့မှားလို့မရဘူးလို့ဘယ်ပြင်ရင်တော့မရဘူးခင်ဗျပါသွားတော့ဒုံတိုင်းပုံမှန်ဆိုမှတ်ပုံလည်းမရှိလည်းပေးခိုင်းနေတာကင်တာမင်းရက်ဆက်တယ်လို့တာခင်ဗျတခါတလေများမျိုးသမီးတောက်တဲ့လင်ဆဲရောက်လို့ထားသလိုပဲစင်းနေမှာအဲ့လိုမျိုးတွေအဲ့ဒါတွေကဒါတွေရှိတော့မှန်ချင်းလို့ UEC တခြားလုပ်နေတဲ့ကိစ္စမဟုတ်လို့ကျွန်တော်တို့ကဒါကောင်းတဲ့ကိစ္စလို့မြင်တယ်သိပြီဒါအပြစ်လို့မမြင်ဘူးပြီးတော့အဝေးလို့သိတယ်ပြင်ချိန်ရာအများကြီးရသွားတာဖြစ်တဲ့အတွက်ပိုကောင်းတယ်ပြည်သူလူထုကမဲစင်းကိုယ်တိုင်သွားကြည့်ဘူးပြီးတော့နိုင်ငံရေးပါတီတွေကို UEC နိုင်ငံရေးပါတီတွေကိုပြောနေတယ်ဗောနော်ဆက်သွယ်ပြောကြနေတယ်ပါတီအနေနဲ့ကိုယ့်လူတွေကိုကိုယ့်ဒေသရက်ကွက်တီးတီးမှာရှိတဲ့လူတွေမဲစင်းမဲုံတွေမဲစင်းမှာလာကြည့်အောင်မဲစင်းလာကြည့်အောင်လို့လောက်ကြမဲစင်းလာကြည့်အောင်လောက်ကြဆိုတာမျိုးပါတီတွေကိုတိုက်တွန်းခိုင်းတာပါတီတွေလည်းတိုက်တွန်းတင်တယ်ပါတီကိုလည်းပြောရမယ်မဲစင်းတွေသွားကြည့်ကြတော့ခင်ဗျားတို့မဲစင်းသွားကြည့်ကြတော့တော့ကြခင်ဗျားနာမည်ခင်ဗျားအဲ့ရှိတဲ့ရက်ကွက်မှာခင်ဗျားရှိတဲ့ A ဆိုရက်ကွက်မှာခင်ဗျားမဲစင်းမှာမပါလာရင်ခင်ဗျားမျက်နှာမှာဆိုလို့လောက်ပါသွားကြည့်ကြအောင်အောင်စင်းကြည့်လို့ပဲသွားကြည့်ကြပါဦး။ဘာညာတိုက်တွန်းကြခြင်းအပြင်ပြည်သူလူထုကလည်း
ကိုယ့်အကူကိုယ့်ကိုချစ်လို့ပဲဖြစ်ဖြစ်မုန်းလို့ဖြစ်ဖြစ်ဒီလိုဖြစ်သူကရောက်လာကြလိမ့်မယ်မဲစင်းကိုရောက်လာပြီးတော့ကတ်ထားတဲ့မဲစင်းကိုသူကကြည့်တဲ့အခါဟာငါဒီမှာနေတာငါစင်းမပါသေးပါလားအဲ့ဆိုတော့ပုံစံဘယ်လောက်နဲ့ဖြစ်ရေးဖြစ်သူပြီးတော့ကျွန်တော်စင်းတော့မပါဘူးဆိုအဲ့လိုမှန်ခိုင်းအဲ့ဒီမှာအကုန်လုံးစင်းတွေမှန်လာမယ်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဒီမှန်ကန်မျှတမှုဆိုတာမဖြစ်တော့ဘူးလားဒါကြောင့် UEC ကဒါကိုလုပ်နေတာဖိတ်ခေါ်နေတာနောက်လုပ်ခိုင်းတာတော့ UEC ရဲ့လုပ်ငန်းစဉ်ကိုနိုင်ငံရေးပါတီတွေလည်းဝင်ကူရမယ်အခုအမှုပညာရှင်တွေလည်းဝင်ကူပေးရမယ်အမှုပညာရှင်တွေလည်းဝင်ကူပေးရမယ်ခင်ဗျားတို့ကူသိနေပြီအမှုပညာရှင်တွေကူသိနေပြီကျွန်တော်တို့လည်းကူမီဒီယာနဲ့ပြောနေတော့ပြောပေးနေပြည်သူလူထုလောခင်ဗျားတို့ပြည်သူလူထုမဲစီကိုမဲအောင်သွားကြပါမဲအောင်သွားကြည့်ကြပါမဲစင်းသွားစစ်ပါဆိုကျွန်တော်လကားပြောနေမဟုတ်ဘူးပြီးတော့မှမဲပြည့်နေကြပါခင်ဗျားတော့မှဟောမဲမှာမပါလို့ဆိုပြီးပြဿနာတည်ခင်ဗျားတို့ထားပြဿနာရှာကြအောင်ပါပွင့်လည်းပြောတော့ပြီးကိုယ့်ဟာကိုယ်စစ်ကြဖို့လည်းလိုပါတယ်ဘာလို့ဆိုဒါတွေကမှန်ပါတယ်ဒီလိုမှမစစ်ရင်ဘယ်လိုလုပ်မလဲကိုစင်းမှာကိုပါလားမပါလားကိုပြန်စစ်တာကကိုယ်ကလည်းစစ်တာပုံမှန်ကန်ပါလိမ့်မယ်ဒါကြောင့်သွားကြဖို့လိုတယ် UEC ကလည်းအဲ့ဒါကြောင့်အချိန်ပေးတဲ့အနေနဲ့နောက်ထပ်9ရက်ထပ်ကိုတိုးပေးတာသူကလည်းတကယ်လို့အော်တိုဘာ73မှာရက်ကဒါပေမဲ့သူမရဘူးနောက်ထပ်တိုးပေးတယ်ပြီးတော့ဒါယာယီစင်းတာဖြစ်တယ်ဒါကိုအတီးပြုတ်ခြင်းနဲ့ထပ်ပြီးတော့အတီးပြုတ်ခြင်းနဲ့မှန်တဲ့မှန်ခြင်းတဲ့အတွက်နောက်ထပ်ကအောင်မှာထပ်လာအောင်မှာထပ်ကအောင်မှာတော့ထပ်ကလာခါလာတိုင်းမှာကိုယ်တော့ကြည့်ကြည့်နဲ့မှန်ပြီးတော့မှလောက perfect ဖြစ်ပြီးရာနှုန်းပြည်က perfect ဖြစ်ဆိုတဲ့အချိန်ကြရင်ကိုတော့မဲသွားပေးတဲ့အခါမှာစိတ်အေးလေးပေးရပြီးတော့ခင်ဗျားတို့ပေးခြင်းတဲ့လူရှိတန့်ရောက်သွားပြီအဲ့ဆိုပြီးပြီအဲ့ဆိုရင်ဘာဖြစ်လဲလူတွေဘာမှပြောစရာမလိုတော့ကိုတော့မဲမတမာမှုလို့ဘာလို့ပေါက်ကပြောစရာမလိုတော့ပြီးပြီအဲ့ဒါကြောင့်ပုံမှန်ခြင်းတဲ့အတွက် UEC လုပ်နေတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ UEC ရဲ့ဒီလုံးဆောင်ချက်ကတော်တော်လေးကောင်းတယ်အဲ့တော့အော်တိုကိုရတဲ့မင်းက UEC ထုတ်ပြန်ချက်အရာဆိုရင်တော့နောက်ထပ်9ရက်ထပ်တိုးပေးလိုက်တာဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့မဲပေးဖို့လဲတွားပြီးတော့ကိုယ့်အကူလုပ်ကြလို့ရပါတယ်တွားပြီးမဲရုံမှာတွားစစ်ကြပါเนาะကျွန်တော်လည်းစစ်ပါတယ်ခင်ဗျားတို့လည်းစစ်ကြပါเนาะအမှုပညာရှင်တွေကလည်းဝိုင်းကူပြောပေးကြခင်ဗျားတို့ပြည်သူရှင်တွေလည်းမငြိမ်မနေပါနဲ့လုပ်ကြပါလုပ်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အချို့တွေလည်းကိုယ်တော့ဆိုရင်ပြင်ဆင်နေတော့ပြီလို့ထင်ပါတယ်ယူဆပါတယ်ကျွန်တော်အဲ့လိုလေသတင်းသက်သက်လေးကြားပါတယ်เนาะဆိုတော့အချို့သတင်းသက်လေးကြားပါတယ်အမှုပညာရှင်တွေလည်းအချို့ဝိုင်းကူပြီးပြောဖို့လုပ်နေကြပြီလို့သတင်းသက်သက်လေးကြားပါတယ်ဝမ်းလည်းဝမ်းသာပါတယ်ပါဝင်တဲ့ပါဝင်တဲ့လူပညာရှင်တွေပါဝင်လာရင်ပူကောင်းပါတယ်တချို့လူတွေပါလာရင်ပူကောင်းပါတယ်ဒါကျွန်တော်ပုံမှန်ပြောတာပါကုညီသင့်ပါပြီတိုင်းပြည်ကိုခင်ဗျားတို့ဒီချိန်မှမကုညီဘယ်ချိန်မှကုညီကြမှာလဲဆိုတော့လေးလေလိုပါတယ်ပြီးတော့ကျွန်တော်တို့ဒီမီဒီယာသမားတွေလည်းပြောပါမယ်ထင်ရှားကြကြသူတွေကလည်းဝိုင်းဝန်းကုညီကြပါနောက်တစ်ခါဒီနိုင်ငံရေးသမားတွေကလည်းပြည်သူလူထုကိုမဲယုံမှာမဲသွားစစ်ဖို့ပြောကြတိုက်တွန်းကြပါနောက်တစ်ခုကဒီဘာခေါ်လို့ဆိုဒီဘာခေါ်မလဲဒီပါတီတွေကလည်းလောက်ကြပါပါတီတွေလောက်ကြပါနောက်သက်ဆိုင်ရက်ကွက်တွေမှာရှိတဲ့ဩဇာအတိအကျကြီးတဲ့သူတွေနေလည်းကိုရက်ကွက်တိုင်းမှာလူတွေအကုန်လုံးမင်းတို့မဲစင်းသွားကြည့်အောင်ကွာမင်းတို့သွားကြည့်ကြအောင်ကွာဆိုတာမျိုးလေးတခွန်းတစ်ပါးနဲ့တွန်းအားပေးကြပါမဲစင်းသွားကြည့်မင်းတို့မပါလို့ရှိရင်ဒုက္ခရောက်မယ်ပါတော့တာကောင်းတယ်ပါတော့ငါတို့လည်းမဲပေးတယ်မှန်ကန်ပြီလို့ကောင်းတာပေါ့ကွာဆိုတာမျိုးတွေနဲ့ဝိုင်းဝန်းပြီးတော့မဲယုံကိုလူတွေမဲသွားစစ်ကြဖို့တော့ပြောပါပြည်သူရဲ့ဗီဒီယိုဖိုင်တွေကလူပဲပြောမဲယုံကိုတေချာလေးသွားယူလို့စစ်ချင်းနဲ့ဒီချာလေးလောက်ကြပါကျွန်တော်တို့တိုက်တွန်းပါတယ်ဘာလို့ဆိုတော့ဒါခင်ဗျားတို့ရဲ့အနာဂတ်ကိုသူတို့ဒီရွေးကောက်ပွဲကနေပြီးတော့ကျွန်တော်တို့ခင်ဗျားတို့အနာဂတ်တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတိုင်းပြည်ရဲ့အထူးဖွံ့ဖြိုးတိုးတက်မှုလို့ကိစ္စကိုဒီရွေးကောက်ပွဲကနေကျွန်တော်တို့ဆုံးဖြတ်ပေးပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ခင်ဗျားတို့ကပိုကောင်းတဲ့ဘဝကိုသွားခြင်းနေဆိုရင်ရွေးကောက်ပွဲကိုအားပေးရမယ်မဲယုံကိုကိုယ်တိုင်သွားပြီးတော့စစ်ရမယ်မဲသွားပေးရမယ်ဒါကျွန်တော်တို့လုပ်လို့ရမယ်လုပ်ပါလို့ကျွန်တော်ပြည်သူလူတိုက်တွန်းပါတယ်အကယ်၍ကျွန်တော်ပြောတာအကယ်၍များကဲခင်ဗျာရှင်းရှင်းလေးပြောမယ်ကျွန်တော်ဒီရုပ်ကောက်ပဲကျွန်တော်တိုင်းပြည်အနာဂတ်ကျွန်တော်တိုင်းပြည်ခင်ဗျားတို့ကျွန်တော်တူးချင်းစီရဲ့ဘဝတိုးတက်ရတိုးတက်ကြောင်းတော့အနာဂတ်ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုခင်ဗျားတို့ဒီနေ့သွားလုပ်ကြည့်လိုက်လို့မဟုတ်ခဲ့ရင်ခင်ဗျားနောက်လာမယ်ငါးနေ့ကျမိုးမုံနေအောင်ဆဲလို့ရတယ်ကျွန်တော်ပြောရဲတယ်နောက်9နှစ်ကာများတို့ဘောကတိုးတက်ကောင်းမွန်လာဖို့အတွက်ကိုဒီကိစ္စဒီနေ့ကအစပဲဒီမဲယုံသွားပြီးမဲစစ်ချင်းခင်ဗျားတို့အဲ့ဒါကိုယ့်ဘဝရဲ့အစပဲကျွန်တော်တိုင်းပြည်ရဲ့အစပဲလို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါကြောင့်သွားကြပါမဲယုံစစ်ကြပါ UEC ဘက်ကလည်းထပ်ပြီးရက်ကိုတိုးပေးပြီးတော့ဒေချာကြီးထပ်ပြီးကတ်ဆက်ရှယ်ကတ်ပြီးတော့ဖြစ်ဆက်ပေးနေရဆွေးတဲ့အတွက်အကုန်လုံးပေါင်းဆက်ညီနိုင်ပြီးတော့ပြည်သူလူထုလည်းဘောပါပေါင်းဆက်ညီနိုင်လို့ကြရင်ကျွန်တော်စိတ်ချလက်ချဖြစ်ရတဲ့ဟာရပြီပေါ့ဗျာနော်ဒါလေးတော့ပြောပါတော့ပြီးတော့တချို့တွေကပြောပါလိမ့်မယ်ဟိုဘာလဲဟိုမဲကိစ္စနဲ့ပတ်သက်ပြီးတော့ဦးလာဆိုကြီးပြောတဲ့ကိစ္စနဲ့ပတ်သက်ရင်လည်းတချို့တွေပြောကြပါလိမ့်မယ်ဦးလာဆိုကြီးကိုဖမ်းသွားပြီးတော့ဘာလို့ပြောကြပါလိမ့်မယ်ဦးလာဆိုကြီးကတော့ဟိုအခုအပြင်မှာ AC ပါသူပါတီမှာ AC ကောင်းမှရှိနေတယ်လို့ကျွန်တော်သိပါတယ်ခင်ဗျားတို့တချို့တွေပြောထားသလိုလည်းမဟုတ်ကြဘူးကောင်းမှအပြင်မှာရှိပါတယ်ဘာလဲဆိုတော့တချို့ဘာတွေကြတော့လဲဗျာဟိုရန်တိုက်ပြီးလိုမျိုးလုပ်ကြတယ်ပြီးတော့ဘာလို့ဆိုဟိုဘာခေါ်နောက်တစ်ခုဘာရှိလို့ဆိုအစိုးရနဲ့ဒီဝိုင်ကြားထဲမှာတမင်ကိုကလပန်ထိုးခြင်းတဲ့အုပ်စုတက်ရှိတယ်အစိုးရကိုအမြင်ဆောင်အောင်လို့ကလပန်ထိုးခြင်းတဲ့အုပ်စုတက်ရှိတဲ့ခါကျတော့ဒီလိုကိစ္စမျိုးတွေကြီးကောက်ပြီးတော့တွေ့ရတာပဲဆိုတော့နေထိုင်နေတဲ့အစိုးရကိုတိတ်ခါကြစီခြင်းနဲ့စိတ်နဲ့ပြည်ပြည်အုပ်စုကလည်းဝိုင်းတွေ့တော့အကုန်လုံးရှုပ်ထွေးကုန်တော့ဗျာတကယ်တော့မဟုတ်ပါဘူးအေးဆေးသူကကောင်းမို့သူ့ပါတီရုံးမှာသူတာဝန်ထမ်းဆောင်နေပါတယ်သူကမဲဆွဲကိစ္စတွေသူကလုပ်နေပါတယ်မဲဆွဲမှု sorry သူ့ရဲ့ဒီပါတီဟိုလုံကိစ္စတွေပေါ့သူလုပ်နေပါတယ်ကျွန်တော်သိတယ်လို့လုပ်နေလို့သိရပါတယ်เนาะအဲ့ဒါလေးတော့ကျွန်တော်ထည့်ပြောတာပါเนาะဆိုတော့ဒါလေးကတော့မဲကိစ္စပါနောက်တစ်ခုကကျွန်တော်တို့ဒီမဲကိစ္စပြီးတော့ကျွန်တော်နောက်တစ်ခုကဒီနေ့ပြောရမှာတစ်ခုရှိပါတယ်အခွန်ကိစ္စပါအခွန်ဦးစီးဌာနကတော့အခုဒီနေ့သတင်းထုတ်ပြန်ပြီးတော့ကိုသူလဲတော့ပြောလာတဲ့ဒီအခွန်ဦးစီးဌာနသတင်းထုတ်ပြန်ပြောလာတဲ့ပေါ်ကိုရောက်ကုန်တယ်အဲ့ဒါဘာလဲဆိုတော့ထုတ်တာတော့မနေ့ကထုတ်တာပါ
အခုဦးစီးဌာနရဲ့တရားဝင် website ကိုပုံတူကူးပြီးတော့အဲ့အခုဦးစီးဌာန website လိုမျိုးတကဲ့သို့အများပြည်သူစီကိုငွေကြီးကိစ္စတွေတောင်းခံတာတွေတွေးဆောင်ဖျောင်းနေလောက်တာတွေအကြီးကျယ်လုပ်နေပါပြီတဲ့ကဲကြားဖြန့်တဲပြောရင်ကြားဖြန့်ပေါ့ဗျာကြားဖြန့်ဘယ်တော့ကြောက်ကြကောင်းလဲဆိုတော့တရားဝင်ဝန်ကြီးဌာနရဲ့ website ပုံစံမျိုးကိုတော့ပုံစံတူလုပ်ပြီးတော့ကင်တာဘယ်တော့ဆိုးလဲဆိုတော့ကြည့်ဦးလုပ်နေတယ်တဲ့အဲ့ဒါတွေတချိန်တော့လည်းမှ passport အဲ့လိုလုပ်ခဲ့တယ် passport လည်း passport ရုံးကအရာရှိလူလိုဘာလို့ဟန်ဆောင်ပြီးတော့လူတွေကိုလိန်လို့ passport ရုံးကမနှဲကိုလိုက်ရှင်းရတယ်နော် passport ရုံးကအရာရှိတွေအောင်ဟန်ဆောင်ပြီးတော့ကင်လို့အမှမနှဲရှင်းယူလိုက်ရတယ်ရှင်းလို့မစိုး passport ရုံးအရာရှိအောင်အဲ့လိုရှင်းလို့ပြီးပဲခုလဲဒါ passport ရုံးမှာ passport ရုံးအောင်ဆောင်ပြီးလုပ်ခဲ့တဲ့လူမျိုးပဲအခုလူလိန်တွေကအခုဘာလို့လဲကြားဖြန့်လူလိန်တွေကအခုအခွန်ဘာသာလုံးနေပြည်တွင်းကိုဦးစီးဌာနရဲ့တရားဝင် website ကိုပုံတူကူးပြီးတော့အဲ့ပုံစံတူ website ဖန်တီးတယ်ဖန်တီးပြီးတော့ပြည်သူလူထုကိုကိုရဲ့အချက်လက်တွေဆက်သွယ်တယ်ပို့ပေးဖို့တယ်တောင်းဆိုတယ်ပြီးရင်ငွေကြီးတောင်းခံတယ်တွေးဆောင်ဖျောင်းကြီးတွေလုပ်တယ်ပေါ့ဗျာစသဖြင့်အဲ့ဒါတွေလုပ်တယ်ဆိုပြီးတော့ခွန်ဦးစီးဌာနထုတ်ပြန်ထားတယ်အဲ့တော့မတမားလေးဆိုအဲ့လုပ်နေပါတယ်အဲ့ဒါကြောင့်မလို့သတိကြီးထားကြဖို့တိုက်တွန်းတာပေါ့ဗျာသူတို့သက်ဆိုင်ရာဟိုဟာတွေပဲတရားဝင်လာဖို့နော်ဟိုအဲ့မှာသက်ရှိပြီးသားဟိုသူတို့တရားဝင် website ရှိပြီးသားတရားဝင် website ကိုပဲချိတ်ဆက်ပါဆိုတော့ပြောတယ်တော့ရန်တမ်းပြီးပြောလာတယ်ရန်တမ်းပြီးကိုတရားချက်လက်မပေးမိကြဘူးလေလိုပါတယ်ချိတ်ကြောက်လာလဲလက်မလန့်ဘူးတရားတည်တည်ငြိမ်နဲ့တရားဝင်ဝန်ကြီးဌာနရဲ့067ပါတဲ့ဖုန်းနံပါတ်တွေနဲ့ဟာကိုဆက်သွယ်ပြီးတော့မှ067ပါတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မှတိုက်ရိုက်ဝပေးကြပါဘာလို့067ဆိုတာနေပြီးတော့ကင်ထားတာဖြစ်တဲ့အတွက်ရတယ်အဲ့ကြားပြန်တခိုးတွေကတော့ကြားပြန်လူလိန်တွေကတော့အဲ့067ကင်ထားမှာမဟုတ်ဘူးအဲ့တော့ video personal phone တွေ line မလုပ်ပါနဲ့ဘာမှမသိမလုပ်ပါနဲ့067ဖုန်းနဲ့နေပြီးတော့နေတိုက်ရိုက်ဆက်လာတယ်ဆိုရင်တော့မှပဲနောက်တစ်ခါကောက်တာဖြတ် check ပြလို့ဒီမှာကိုယ့်ရဲ့ personal data ချက်တွေပေးပါဘာလို့ဆိုကြောက်ဖို့ကောင်းပါတယ်ဒီကြားဖြန့်နေပဲကျွန်တော်တို့တိုင်းပြည်ကအများကြီးဒုက္ခတွေရောက်ခဲ့ပြီးပါပြီကြားဖြန့်ကြောင့်ပဲလူတွေဆုံးရှုံးပြီးပါပြီကြားဖြန့်နေနောက်တစ်ခါလောင်းကစား game တွေကကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်သူလူထုရဲ့စီးပွားရေးကိုဆွဲချပြီးတော့ပါပြီကျွန်တော်တို့ပြည်သူတွေရဲ့စီးပွားရေးနံပါတ်မှုတွေချစ်လက်ဒေသပြည်သူတွေရဲ့ဆင်းရဲနံပါတ်မှုတွေရဲ့ဇင်းမြစ်တွေတခုကဘာလဲမင်းကြားဖြန့်ကိစ္စတွေနဲ့နောက်တစ်ခုကဒီလောင်း online လောင်းကစား game တွေအဲ့ဒါတွေပါပဲပြီးတော့နောက်တစ်ခုကျွန်တော်တို့တချို့ပြည်သူတွေကယူသားတယ်ဘာမှမသိဘူးမှတ်ပုံနေလေးကိုဓာတ်ပုံရိုက်ခံလာလို့ရှိရင်9000ပေးမယ်ဆိုရင်မှတ်ပုံနေကိုဓာတ်ပုံရိုက်ခံ9000ပေးမယ်ဆိုလို့မှတ်ပုံနေကိုဓာတ်ပုံရိုက်ခံလိုက်တယ်ပြီးလဲပြီးတော့သိမကြဘူးအဲ့ဒီမှတ်ပုံနေကြီးနဲ့မှာ KB အကောင့်ဝေးပေးအကောင့်ဖြစ်ကုန်တယ်ပြီးလဲပြီးတော့ကြားဖြန့်ပြလို့လိုက်ရဖန်အဲ့ရွာကြိုကြားချောင်းကျွန်တော်ဖူးကြီးဖွားကြီးဖြစ်နေတယ်ဘယ်လဲသူတို့ဘာမှမသိတဲ့ကိစ္စကြီးဒါပေမဲ့သူတို့ဓာတ်ပုံတော့လိုက်သွားတယ်မှတ်ပုံနေလေးဓာတ်ပုံသွားတယ်9000ပေးသွားတယ်အဲ့ဒါကိုသူတို့ကမှတ်ပုံနေလေးပြရတယ်ပတ်စံ9000ရလို့မလီဝမ်းတာတဲ့ဆိုထည့်နေတာဘယ်ဟုတ်မှကြားဖြန့်နေလိန်တဲ့ကောင်တွေဟိုးအထိဆင်းတာအဲ့ဒါကြီးလည်းရှိရတဲ့ပြည်သူလူထုသတိကြီးထားကြပါလူလိန်တွေကနေရာမရွေးဒေသမရွေးဟိုကာလန်ဒီတန်အဲ့ကန်ဘာမှကာလာတွေဒေသတွေအချိန်တွေမရွေးတော့ဘူးရလို့လိန်နေတဲ့ဘောရောက်နေတာအဲ့တော့အခွန်လိန်တာလေးလေအခွန်နဲ့ပတ်သက်ပြီးလိန်နေတဲ့အဖွဲ့တွေလည်းပေါ်နေဆိုတော့ပြောချင်တာတော့နောက်တစ်ခုကအခွန်ဦးစီးဌာနအနေနဲ့လည်းပြည်တွင်းခွန်ဦးစီးဌာနအနေနဲ့လည်းမီဒီယာတွေနဲ့ထိတွေ့ဆက်ဆံမှုလုပ်သိပြီလို့ကျွန်တော်တိုက်တွန်းပါတယ်ထိတွေ့ဆက်မှုလုပ်သိပြီလို့တိုက်တွန်းပါတယ်ဘာလို့ဆိုတော့နိုင်ငံတော်ကရတဲ့ရတဲ့အခွန်တွေရဖို့ရယ်ဒီလိုလူလိန်တွေကိုနှိမ်နှင်းဖို့ရယ်နောက်တစ်ခုကဘာလဲဆိုတော့ပြည်သူလူထုနိုင်ငံသူနိုင်ငံသားတွေအခွန်ထမ်းဆောင်မှုလောက်လာဖို့ရလောက်လာစီဖို့ရနောက်တစ်ခုအခွန်ရှောင်နေတဲ့သူတွေကိုအခွန်ရှောင်တဲ့သူကိုထောက်ပြီးတော့ကျွန်တော်တို့ကဒီအခွန်ပြန်ဆောင်ကြလာအောင်တွန်းအားပေးဖို့ရနိုင်ငံတော်ဘတ်ဂျက်ဝင်ငွေတိုးပွားဖို့အတွက်အခွန်ဦးစီးဌာနမီဒီယာတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေမီဒီယာတွေနဲ့ချိတ်ဆက်ဆောင်ရွက်မှုတွေလုပ်တင်သေးလို့ကျွန်တော်တိုက်တွန်းပါတယ်ဆိုတော့မီဒီယာတွေကိုမကြောက်ပါနဲ့မစိုးရိမ်ပါနဲ့မီဒီယာတွေကမိတ်ဆွေပါရန်သူမဟုတ်ပါဘူးနိုင်ငံတော်ရဲ့ရန်သူမဟုတ်ဘူးမီဒီယာတွေနိုင်ငံတော်ရဲ့မိတ်ဆွေတွေပါနိုင်ငံတော်ရဲ့ဟိုဗာလက်တွေချီနိုင်ငံတော်ရဲ့နားတွေမျက်စိတွေဖြစ်ပါတယ်မီဒီယာတွေကနိုင်ငံတော်ရဲ့နားတွေမျက်စိတွေပါနိုင်ငံတော်ရဲ့ဒီအစိတ်ပိုင်းတစ်ခုပါမီဒီယာတွေအဲ့တော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံတော်ရဲ့အခွန်ဝင်တိုးရရှိရေးနိုင်ငံတော်ကောင်းစားရေးတို့ကိုမီဒီယာတွေကအစိတ်ပိုင်းတစ်ခုဖြစ်နေပါဝင်ပူးပေါင်းမှာသိကြပါတယ်ကျွန်တော်တို့အကုန်လုံးပူးပေါင်းဖို့ဆင်သင့်ပါအဲ့တော့အခွန်ဦးစီးဌာနအနေနဲ့လည်းမီဒီယာနဲ့ထိတွေ့ဆက်ဆံမှုလုပ်ကြည့်လုပ်ပါလုပ်ရင်းနဲ့အခွန်ရပိုင်မှုနဲ့အများကြီးတိုးလာပါလိမ့်မယ်ခင်ဗျားတို့အခွန်ဦးစီးဌာနဟာတကယ်ကိုတိုင်းပြည်ကိုအကျိုးပြုတဲ့ဦးစီးဌာနဖြစ်တယ်ဆိုတော့ယုံကြည်ရင်မီဒီယာနဲ့ချိတ်ဆက်ကြည့်ပါပို့ပြီးတော့ကောင်းတဲ့အခွန်ဦးစီးဌာနပို့ပြီးတော့တခါတည်းဟိုနိုင်ငံတော်အခွန်ဝင်ပုံများအောင်လုပ်ပေးနိုင်တဲ့အခွန်ဦးစီးဌာနဖြစ်သွားပါလိမ့်မယ်ချိတ်ဆက်ပါလို့ကျွန်တော်တို့တိုက်တွန်းပါတယ်เนาะဒါကတော့အခွန်ကိစ္စလေးပြောတာပါအဲ့တော့ကျွန်တော်ဒီနေ့အဲ့ဒါပြီးတော့ကျွန်တော်ဒီနေ့ဟိုဟာလေးပဲအပိတ်လေးကျန်တာနဲ့ပိတ်ချင်ဟို PDF တွေကိုရည်ချင်တာ PDF တွေကိုရည်ချင်တဲ့ကိစ္စလေးတွေပိတ်ပါမယ်အချောင်းမပေါ့ဒီ PDF ဆိုတဲ့ကောင်တွေကတချို့ကောင်လေးတွေကကြက်မပြည့်ရလားတော့မသိပါဘူးဗျာဟိုမနုတနေ့က9ရက်နေရဖြစ်သွားတဲ့ကိစ္စလေးပါဟိုစကိုင်းတိုင်းစာကြီးရှူဖို့မြို့တယ်ရှူဖို့နောက်တော့ပဲ2မိုင်ခန့်กว่าအုတ်ရှိကန်တုတ်တန်နာမှာဖြစ်တဲ့ဖြစ်စဉ်လေးတခုအဲ့ဒါတော့ပြုံးစရာကောင်းလို့အဲ့ဒါဘာလဲဆိုတော့အဲ့တုတ်တန်နာမှာတဲ့ရွှေဘုံမြို့နယ်အမှတ်9ရပ်ကွက်မှာနေတဲ့ဦးထွေးသိန်း52နှစ်အရွယ်နဲ့တရက်ကွက်နေစက်မောင်းကူဦးကျော်ကြီးသူတို့မောင်းလာတဲ့ဌာနပိုင်မိန်လာစွန့်ပစ်တဲ့မိန်လာကားကြီးပြောရင်ဗျာဟိုသူများမစင်ကားကြီးကိုမစင်နေသေးလာတဲ့ကားကြီးအဲ့ဒီကားကြီးကို PDF တွေကကြားနေပြတ်ပြီးတားပြီးတော့ပြန်မေးဆွဲပါတယ်တဲ့ကျွန်တော်မှရီးလိုက်ရအဲ့တဲ့ဖတ်ပြီးရီးလိုက်ရခုတည်းဒီကိုကြည့်ရမစင်ကားမှမသိစီကားမှမသိဘာကားမှမသိပဲရန်တန်ဆွဲအဲ့မစင်ကားကြီးကိုပြန်မေးဆွဲတော့မစင်နေစားမလို့လားလို့မေးရလို့ဖြစ်နေအဲ့ကောင်ကြီးအဲ့တော့စဉ်းစားနေဘယ်သူမှမကျင်းတက်လိုက်လို့မသိ PDF တွေခါရတာပဲအဲ့ကောင်ကြီးဘာလို့လဲဆိုအဲ့9ရက်နေရတဲ့အဲ့မှာ9ရက်နေရတဲ့9ရက်နေ့လေ7နိုင်ကိုတော့က
ရွှေဘိုနောက်တောင်ဘက်နှစ်မိုင်ခန့်ကွာအုတ်ရှိကန်တုတ်တန်နာမှာအဲ့ဒီနာမှာဒီကောင်လေးစောင့်ချုံမိုးတဲ့စောင့်မစင်ကားပြက်လိုက်လာအောင်မစင်ကားကိုပြပြီးတားတယ်တားလိုက်ပြီးတော့ဘာလို့လဲဆိုတော့မော်တော်ယာဉ်ကိုမင်းတို့ဆင်းဆိုကောင်လေးနောက်ကောင်ထားခဲ့လိုက်ပြီးတော့မော်တော်ယာဉ်ကမောင်းထွက်ပြေးသွားတယ်ဟောသူတို့မောင်းပြေးသွားတာမစင်ကားကြီးချီးတွေထည့်လာတဲ့ကားချီးတွေအပြည့်နဲ့ကားပေါ့နော်အဲ့တော့ဟိုမိလာမစင်နေတဲ့ကားကြီးကိုဒီကောင်ကြီးကမောင်းပြေးပြီးတော့အားရပါရနဲ့ဖွင့်ချလိုက်ရင်တော့ကျွန်တော်တို့စဉ်းစားနေအဲ့ကောင်လေးဒီကုလုံးမစင်လူးပြီလို့အဲ့ကောင်လေးကျွန်တော်အဲ့ဒါဖတ်ပြီးတော့စိတ်ထဲမှာတွေးပြီးတော့ရည်နေတာဒီကောင်လေးဒီမစင်ကားကြီးကိုဘာလို့လဲမသိဘူးဆိုပြီးတော့ရည်နေမိတယ်တော်တော်ရည်စရာကောင်းတဲ့လူရက်ကိုဒီကောင်လေးလှုပ်တာသူတို့ကလည်းခုတော့ဒီရှင်နာတွေရောက်ပြီငါတို့ကချီကားကြီးကိုတည်လာပြီဆိုရှင်နာတွေရောက်ပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ခင်ဗျားတို့စာဖတ်ပိသက်တွေကျွန်တော် MD website မှာတော့ဖတ်ကြည့်ပါ MD website မှာတော့ဖတ်ကြည့်ပါဖိုင်နဲ့တွေးပြီးရည်လို့ရတယ်ဒီမစင်ကားကိုဒီကောင်လေးဘာလို့တည်တာတော့ခင်ဗျားတို့ပြောဆိုမစင်ကားဆိုဝေးချောင်းတာလေဒီကောင်လေးမစင်ကားကိုပြတ်ပြီးတော့ဓမြတိုက်ကြီးလူပြေးသွားတာဆိုမစင်နေကိုဓမြတိုက်တဲ့ PDF ပေါ်ဖြစ်သွားတာပေါ့နော်မစင်ကားကိုပြန်ပြီးဆိုတဲ့ PDF ပေါ်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါလေးကြည့်ပြီးတော့ရည်ရှင်ပြုံးကြီးဟာတကယ်ရည်စိတ်ထဲမှာအဲ့တဲ့ပြောလိုက်ရင်ကြည်ရတွေးလဲရည်လိုက်ပြီးတော့ခင်ဗျားတို့လည်းတွေးပြီးတော့ရင်းမိလေမလားဆိုပြီးတော့တဲ့ပြောပေးတာပါဘာလို့မိလာကားကြီးကိုဓမြတိုက်ပြီးသွားတဲ့ PDF တွေဘာလို့လဲမသိဘူးဆိုတော့တွေးပြီးတော့ပဲပြုံးကြပါလို့ပြောရင်းနဲ့ဒီနေ့တော့ဒါတော့ပါပဲအားလုံးပဲကိုယ်ရည်သားရှိပါတိုက်ပြီးတော့စေနာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်လာတက်ဖြတ်နေကြတာကိုလက်ခုလောဒီပျော်နေတဲ့လူမိုက်လူရန်ကလူသက်အကြမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးတော့ပြောရင်းနဲ့ good night